This call is now being recorded. Yes. Screen share. Okay, ပါကျွန်တော်ဒီနေ့ကတော့ဒီ cost function လေးပဲနည်းနည်းပြန်သွားလိုက်မယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်နည်းနည်းစောပြီးလောက်တယ်ပေါ့နော်ဒီနည်းနည်းနိုင်ဝက်လောက်ပဲကျွန်တော်ပြောမယ်ပေါ့နော်သူကတင်ချာကြီးပါလာတော့နည်းနည်းတနားရီလောက်ပြောလိုက်ရင်အရင်ရှုပ်သွားမှာဆိုလို့နော်အဲ့တော့ကျွန်တော်ဒီ cost မနေ့က cost function လေးတစ်ချက်ပြန်သွားပါမယ်ပြီးတော့မနေ့ကဟာလေးနည်းနည်းအချင်းချုပ်ပြန်ပြောရရင်သူကmodel ပေါ့နော်သူရဲ့ဒီ function model မှာဆိုရင်f(x) လို့ခေါ်တယ်သူက parameter ဘာပါလဲဆိုရင် w ရဲ့ b ရဲ့အဲ့တော့သူရဲ့ equation ကတော့ဒီ f(x) equal to wx plus b ပေါ့နော်အဲ့တော့ဒီ w တွေ b တွေကတော့ဒီ parameter တွေပေါ့နော်သူတို့ကိုကျွန်တော်တို့ကအမျိုးမျိုးchain လို့ရတယ်ကျွန်တော်တို့အဓိကယူရကြတော့ကိုယ့်ရဲ့ဒီ model ပို့ပြီးကောင်းမှုအတွက်ဒီ parameter တွေကိုအမျိုးမျိုးကျွန်တော်တို့ကပြောင်းလဲယူလို့ရတယ်ပေါ့နော်အဲ့တော့ပြီးတော့ cost function ရှိရပေါ့အဲ့လိုကျွန်တော်တို့ရာဒီ prediction လုပ်တဲ့ပိုင်းတွေမှာerror တွေရှိနိုင်တယ်ပေါ့နော်အဲ့လို error တွေကိုကျွန်တော်တို့ကဒီတွက်ထုတ်ဖို့အတွက်ဒီ cost function ကိုသုံးတယ်ပေါ့နော်ဒီ linear regression မှာအဲ့တော့သူကဒီ J ပုံစံနဲ့မှာ J function နဲ့ပေါ့နော်ဒီ cost function ကိုတွက်ထုတ်တာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်1 by ပေါ့နော်2 into n ပေါ့နော်ပြီးတော့ဒီအားကြတော့ summation သူကဘယ်ကနေဘယ်ထိလဲဆိုရင်ဒီ i1 ကနေပေါ့နော်1ကနေmt ပေါ့သူ့ရဲ့ဒီ train နဲ့အစနဲ့အဆုံးထိကျွန်တော်တို့ကပေါင်းပေးရပါเนาะကျွန်တော်ဘာတွေကိုပေါင်းပေးရလဲဆိုရင်ဒီ error တွေပေါ့เนาะဒီနေ့အမြင်ဒီ f(x) i ဆိုတာကဒီ y hat i လေးပေါ့เนาะကျွန်တော်ဒီ prediction ပေါ့ဒီ prediction တွေကနေမှာကျွန်တော်တကယ်ဒီ actual ပေါ့เนาะ actual output ကိုကျွန်တော်တို့ကနှုတ်တဲ့ပုံစံပေါ့เนาะပြီးရင်သူတို့ကိုကျွန်တော်တို့ကဒီ square တင်ပေးရတယ်အဲ့ဒီပုံစံလေးနဲ့ကျွန်တော်တို့ကဒီ cost function ကိုတွက်ထုတ်ရတယ်ပေါ့နော်အဓိကကျွန်တော်တို့ရဲ့ဒီ user ချက်ကတော့ဒီ cost function ကိုminimize လုပ်ဖို့တော့ပေါ့နော်ဒီ w တွေ b တွေကိုပြောင်းလဲပေးရတာဖြစ်တယ်ပေါ့နော်ဒီ error တွေကို minimize လုပ်ဖို့တော့ကျွန်တော် w တွေ b တွေကိုကိုယ့်ဘောက်ဒီ chain စပြီးတော့ပြောင်းလဲပေးတဲ့ပုံစံပေါ့နော်အဲ့တော့ဒီဟာကတော့ပြောပြီးပါပြီပေါ့နော်ဒါ WB parameter တွေပေါ့နော်အဲ့မှာကျွန်တော်ဒီဟာလေးမနေ့ကဒီဟာလေးတနေ့ရှောက်နေမှာဆိုတစ်ချက်ပြန်ပြောပြီးမှာပေါ့နော်အဲ့တော့ဒီမှာတော့ဒီ linear regression ဒီမြင်းနေရပါတော့ဒီ WB WB တန်ဖိုးနဲ့ကျွန်တော်တို့ကပြောင်းလဲနေတယ်ပေါ့နော်အဲ့တော့ဒီ WB တန်ဖိုးကိုကျွန်တော်တို့ကကိုယ့်ဘောက်ကိုသတ်မှတ်ပေးလို့ရတယ်အဲ့တော့ဒီမှာဆိုရင်W က0ပေါ့နော်B က1.5ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းတစ်ချက်ကြည့်မယ်ဆိုရင်ပြန်အဲ့တော့W0 ပေါ့နော် W0 ဆိုတော့သူရဲ့ဒီ equation ဟိုကတော့ဒီ f(x) equal to wx plus b ပေါ့နော်အဲ့တော့ W0 ဆိုတော့w က0b ကတော့ 1.5 ပေါ့နော်အဲ့တော့သူက0.8ဆိုတော့တနည်းအားဖြင့်ဒါ0 plus 1.5ဆိုတော့1.5ပဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ f(x) ကပါလဲတူလဲဆိုရင်y hat လေးနဲ့တူရပါတော့ဒီက y hat ဆိုတော့ဒီ prediction ပေါ့အဲ့တော့သူကဒီမှာဆိုရင်ဒီ prediction ကဒီ 1.5 ကိုပဲ prediction လုပ်ပြီးတယ်ပေါ့နော်ဒီဘက်ကတော့ဒီ y hat ပေါ့နော်ဒီကတော့ x ပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်ဒီ WB တန်ဖိုးကြောင့်ကျွန်တော်ဒီမြင်းကပြောင်းသွားတယ်ပေါ့နော်အဲ့တော့ prediction က 1.5 ကိုပဲသူကpredict လုပ်ပေးနေတယ်အဲ့တော့ဒီပုံမှာတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်တော့W က 0.5 ဖြစ်သွားပြီပေါ့နော် B က0ပေါ့
အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် f(x) equal to wh plus b ပေါ့နော်အဲ့တော့ wh ဆိုတော့ w က 0.5 b က0ပေါ့နော်အဲ့တော့b0 ဆိုတော့ဒီမှာမရှိတော့ဘူးအဲ့တော့ 0.5x ဆိုတော့ဒီမှာ 0.5x ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီပါအဲ့တော့ y hat equal to 0.5x ပေါ့နော် 0.5x စာလေးမြင်ရလားမသိဘူးတေးနေမှာဆိုအဲ့တော့ဒီမှာဆိုရင် y hat က 0.5x ပေါ့နော်အဲ့ဒီကနေမှာကျွန်တော်တို့ကဒီ x တွေ y နေတန်မိုးထည့်ပြီးနည်းနည်းပုံဆွဲလို့ရကျွန်တော်အမှတ်ရှာမယ်ပေါ့နော်အဲ့တော့ဒီမှာx တန်မိုးကျွန်တော်တို့0နဲ့ထည့်ကြည့်မယ်ပေါ့နော်x တန်မိုး0ထည့်ကြည့်မယ်ပေါ့အဲ့တော့ x တန်မိုး0ဆိုရင်ကျွန်တော် y တန်မိုးက0ဖြစ်သွားမှာပေါ့နော် x 0ဆိုဒီမှာ0နဲ့မြောက်တော့ဒီကောင်ကလည်း0ပဲပေါ့နော်အဲ့တော့ y equal to 0ပေါ့နော်ဘာလဲနဲ့ထုတ်လိုက်အဲ့တော့ x0.0 ဆိုတော့ဒီမှာကျွန်တော်ဒီမှာအမှတ်ရပါပြီပေါ့နော်ဒီမှာကြည့်မယ်ဆိုလဲဒီ b က intersection 0ဖြစ်တဲ့တော့သူ့ရဲ့ဒီဖြတ်မှတ်ကလည်းဒီ0က0ကိုဖြတ်မှာပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်အမှတ်သတ်မှတ်ထပ်ပေးကြည့်မယ်ပေါ့နော်မြင်ဆွဲလို့ရအောင်အဲ့တော့x equal to 1ပေါ့နော်1ပေးကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ x equal to 1ပေးမယ်ဆိုရင်y ဘယ်လောက်ဖြစ်မလဲအဲ့တော့ x 1ဆိုရင်1နဲ့မြောက်တော့y က 0.5ပေါ့နော်အဲ့တော့ y လို့ပဲကျွန်တော်ရှိလိုက်တော့နော် 0.5 ပေါ့အဲ့တော့y က 0.5 ပေါ့နော်အဲ့တော့x က1ဆိုရင် y 0.5ဆိုတော့ကျွန်တော်ဒီအမှတ်လေးဖြစ်မှာပေါ့နော်အဲ့လိုပဲကျွန်တော်နောက်တစ်ခုထပ်ပေးလို့လည်းရတယ်ပေါ့နော် x ကx2 ဆိုရင်x2 ဆိုရင်နဲ့ဒီကောင်နဲ့မြှောက်လိုက်ရင်1ဖြစ်မှာပေါ့နော်အဲ့တော့ x2 ဆို y1 အဲ့လိုပေါ့ကျွန်တော်ဒီကိုယ့်ဘောဒီ x1 ဒီတန်ဖိုးပေးပြီးတော့ဒီပုံဆွဲလို့ရအောင်အမှတ် notation လေးသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ဒီ notation ဒီနှစ်ခုဖြတ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာslope တန်ဖိုးထွက်တယ်ပေါ့နော် slope ဆိုတာလည်းအဲ့ machine မှာဆိုကျွန်တော်နည်းနည်းလေးတစ်ချက်ပြောချင်တယ်ပေါ့နော် sorry အဲ့တော့ slope ဆိုတာသူ့မှာ equation ရှိရပါတော့ slope ကသူကy2 minus y1 y2 minus y1 by x2 minus x1အဲ့တော့ slope ရဲ့ equation ကဒီလိုမျိုးပေါ့နော်အဲ့ဒီ y2 တွေ y1 တွေဆိုတော့ကျွန်တော်ဒီ state ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီကောင်ပထမဆုံးဟာကို x1 လို့ပြောလို့ရတယ်အဲ့တော့ x1 က0x2 က1ဒီမှာလည်းအဲ့လိုပဲy1 က0ပေါ့နော် y2 က 0.5အဲ့လိုအပြင်ကျွန်တော်ဒီ slope ကို slope တန်ဖိုးတွက်ထုတ်လို့ရတယ်ပေါ့အဲ့တော့ slope မှာခုနဒီဟာလေးတွေအစားသွင်းကြည့်မယ်ဆိုရင်y2 က 0.5ပေါ့နော် y2 က 0.5y1 က0ဆိုတော့0.5 minus 0ဆိုတော့0.5ပဲရမှာပေါ့နော်အဲဒီမှာ0.5ဒီ x2 မှာလည်းအတိုင်းပဲ1 minus 0ဆိုတော့1ဆိုတော့1နဲ့စာတော့0.5ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ slope တန်ဖိုး0.5အနေနဲ့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီ w ကိုကျွန်တော်ဒီနေ့အပြင်ဒီ slope လို့လည်းကျွန်တော်တို့မြင်လို့ရတယ်ပေါ့အဲ့တော့ slope ဆိုတော့ကျွန်တော်ရဲ့ဒီ graph မှာရှိတဲ့rate of change ကိုတွက်ထုတ်ပေးတဲ့ဟာပေါ့နော်အဲ့တော့နောက်ဒီပုံမှာလည်းအဲ့လိုပဲကျွန်တော်ဒီလိုမျိုးဒီမှာတော့ဒီ w က 0.5 b က1ပေါ့နော်အဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုရင် f(x) equal to wh plus b ပေါ့အဲ့တော့ w က 0.5 ဆိုတော့0.5ပေါ့နော်b က1ဆိုတော့1အဲ့ဒီမှာကျွန်တော်ဒီ xy တန်ဖိုးရှာလို့ရတယ်ပေါ့ပြန်ရှာမယ်ဆိုကျွန်တော်တို့နည်းနည်းကြည့်အောင် 0.5x plus 1ပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေမှာ x တန်ဖိုးအစားသွင်းကြည့်ပါမယ်အဲ့ဒီကျွန်တော်က x0 ပေးမယ်ပေါ့
တော့ a0 ပေးတဲ့ခါကျရင်0နဲ့ 0 မြောက်တော့0 plus 1ဆိုတော့ y ကနေပြီးတော့ကျွန်တော်က1ဖြစ်မှာပေါ့နော်အဲ့တော့ a0 1ဆိုတော့ကျွန်တော်ဒီကနေအမှတ်တစ်ခုရပြီပေါ့နော်အမှတ်ရပြီနောက်တဲ့အမှတ်တစ်ခုကျွန်တော်ရှာမယ်ပေါ့အဲ့တော့ x1 ပေးတဲ့ခါကျရင်1ဆိုတော့ 0.5 နဲ့1နဲ့ပေါင်းမှာပေါ့အဲ့တော့1.5ပေါ့နော်အဲ့လို x1 ဆိုရင်ကျွန်တော်တို့ကy က 1.5ပေါ့နော်အဲ့တော့ဒီမှတ်လောက်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီ set ဆိုရင်ခုနလိုပဲဒီမြင်ရတယ်ပေါ့နော်ဒီ linear regression တော့မြင်ရပြီအဲ့တော့ဒီမှာလည်းအဲ့လိုပဲပေါ့နော်ကျွန်တော်ဒီ slope တန်ဖိုးကိုခုနလိုတွက်လိုက်ရင်ဒီ 0.5 ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့အဓိကပြောချင်တာကတော့ဒီ w တွေ b တွေတန်ဖိုးအမျိုးမျိုးကြောင့်ပေါ့နော်ကျွန်တော်တို့ဒီမြင်းတွေကဖြစ်ပေါ်လာတာပေါ့ဒီကဒီ WB ကို base ထားပြီးတော့ဒီမြင်းတွေကဒီဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခုတောင်းမယ်ဆိုရင်အဲ့တော့ကြောင့်မလို့တော့ခုနကတော့ဒီ WB ကြောင့်မြင်းဖြစ်တာတော့သိပြီပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီဟာတွေက label တက်ထားတဲ့ဟာတွေပေါ့နော်အဓိကကျွန်တော်တို့မြင်းကတော့ဒီ label တက်တဲ့ဟာတွေကိုအဓိကဖြတ်ဖို့တော့ကျွန်တော်ရည်ရွယ်ပြီးတော့လောက်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဒီ AI model တွေကperfect ဆိုတာမရှိဘူးပေါ့နော်အရင်ပြည့်စုံနေရဆိုမရှိတဲ့အတွက်error တွေဆိုတာဖြစ်နိုင်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီ prediction လောက်ထားတဲ့မြင်းမှာကျွန်တော်တို့ဥပမာဆိုရင်ဒီမြင်းမော်ကြားတဲ့ဒီအမှတ်ကိုpredict လုပ်ချင်ပေမဲ့ဒီကိရင်ကျွန်တော်တို့ကတကယ် actual ဒီ output ကအဖြစ်မှန်ကတော့ဒီဟာလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမြင်းမော်ကြားတဲ့အမှတ်ဖြစ်တဲ့အတွက်ဒီဟာကိုပဲ prediction လုပ်တယ်ပေါ့နော် AI model ကအဲ့တော့ကျွန်တော်တို့ဒီနှစ်ခုရဲ့ဒီအကွာအဝေးမှာကျွန်တော်တို့ကဒီ error ဖြစ်လာပြီပေါ့နော်အဲ့လိုဒီကျွန်တော်တို့ဒီ error တွေကိုကျွန်တော်တို့တွက်ထုတ်ဖို့အတွက်ခုနဒီ cost function ကိုကျွန်တော်တို့သုံးတယ်ပေါ့နော်အဲ့တော့ခုန J ဆိုရဲဒီ cost function ကိုသုံးတယ်အဲ့တော့ခုနဒီပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီ error တွေကိုတွက်ထုတ်ဖို့အတွက်ကျွန်တော်တို့ဒီ cost function ဒီ square error ဟာJ နဲ့ကျွန်တော်အဓိကတွက်ထုတ်ပြီးရပေါ့နော်ဒီကတော့လည်းကျွန်တော်ကြော်လိုက်ပါခုနပြောပြီးပါဆိုအဲ့တော့ခုနပြောခဲ့သလိုပဲဒါကတော့ model ပေါ့နော်ဒါ parameter ကျွန်တော် error တွေဖြစ်ပေါ်လာရင်ကျွန်တော်ဒီ error တွေကိုသိဖို့အတွက်ဒီ cost function သုံးပြီးတော့ဘယ်လောက်ကျွန်တော်ရဲ့ဒီ model တစ်ခုလုံးရဲ့ error ပေါ့နော်အဓိကပြောရမယ်ဆိုတော့ဒီ error တစ်ခုလုံးကိုကျွန်တော်တို့သိဖို့အတွက်တွက်ထုတ်တယ်အဓိကပြီးတော့ကျွန်တော်ရဲ့အဓိကရွေချက်ကတော့ဒီ error တွေကို minimize လုပ်ဖို့အတွက် w တွေကိုကျွန်တော်တို့ကဘယ်လောက်တန်ဖိုးထားမလဲဆိုတာသိအောင်ပေါ့နော်ဒီ w တွေကိုဘယ်လောက်တန်ဖိုးထားမလဲသိအောင်ကျွန်တော်ရဲ့ဒီ cost function ကိုတွက်ထုတ်ရတာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒီမှာပေါ့နော်ကျွန်တော်ပို့ပြီးတော့နည်းနည်းရှင်းသွားအောင်ပေါ့နော်ကျွန်တော်တို့b ကို0ဆိုပြီးကျွန်တော်နည်းနည်းထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်wh plus b ဆိုရင်မဲ့ b က0ဖြစ်တဲ့အတွက်ကျွန်တော် b ကိုခဏမစဉ်းစားဘူးပေါ့နော်ကျွန်တော်နည်းနည်းပို့ပြီးတော့ simplify အနေနဲ့ပို့ရိုးရှင်းအောင် b ကိုခဏမစဉ်းစားတော့ဘူးအဲ့တော့ဒီမှာဆိုရင်G မှာ b မပါတော့ဘူးပေါ့နော်အမှန်တော့ကျွန်တော် b ကိုခဏဖြုတ်ထားတာပေါ့နော်ဒီຢာကြီးခဏဖြုတ်ထားတာပေါ့အဲ့တော့ b မပါတော့ဘူးအဲ့တော့ဒီ equation မှာကြည့်မယ်ဆိုရင်လည်းသူကဒီ wh plus b ဆိုရင်မဲ့ b က0ဆိုတော့b ကိုကျွန်တော်တို့တိတ်မစဉ်းစားတော့ဘူးပေါ့နော်အဲ့တော့ဒီမှာ wh minus yi ပဲပေါ့နော်ပြီးတော့ the whole square ပေါ့အဲ့အနေကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနဒီ function model နဲ့ဒီ cost function နဲ့ဘယ်လိုမျိုးချိတ်ဆက်နေလဲဆိုတာနည်းနည်းလေးမြင်အောင်ကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့အဲ့တော့ဒီပုံမှာဆိုရင်ဒီပုံမှာဆိုရင် label တက်ထားရပေါ့နော်label တက်ထားတာကတော့သူက x1 y1 ပေါ့နော်x2 ဆိုရင် y2 စသဖြင့်သူကအဲ့လိုx3 y3 x နဲ့ y ကတူနေရပေါ့နော်အဲ့လိုသူကlabel တက်ထားတယ်အဲ့တော့မှကျွန်တော်တို့က w ကို1ပေးကြည့်မယ်ပေါ့နော်w1 ပေးကြည့်ရင်ဘယ်လိုမျိုးထွက်မလဲပေါ့ကျွန်တော် w ကို1ပေးတဲ့ခါကျရင်တနည်းအားဖြင့်ဒီမှာကျွန်တော် function ပြန်သုံးကြည့်မယ်ပေါ့နော်အဲ့တော့ f4x equal to wh plus b ပေါ့b ကခုကတော့ကျွန်တော်0ဆိုတော့ b ကိုမစဉ်းစားဘူးအဲ့တော့ w က1ဆိုတဲ့အတွက်ကျွန်တော်တို့ကprediction ကတော့x x နဲ့တူနေမှာပေါ့နော်အဲ့တော့ y hat equal to w က1ဖြစ်တဲ့အတွက်တင်းနဲ့ x နဲ့မြောက်တော့ကျွန်တော် x ပဲရမှာပေါ့
အဲ့ဒီကနေမှကျွန်တော်တို့ကခုနလိုပဲဒီ xy တန်ဖိုးလေးတွေပေးကြည့်မယ်ပေါ့နော်အဲ့တော့သူက y နဲ့ x နဲ့တူနေတဲ့အတွက်ကြောင့် prediction x နဲ့တူနေတဲ့အတွက်ကြောင့်ကျွန်တော် x1 ဆိုလဲy က1ပဲပေါ့နော်သူ့ရဲ့ဒီ label တက်တဲ့ဟာတွေနဲ့ကျွန်တော်တို့တူနေမှာပေါ့အဲ့တော့ x2 ဆိုလဲကျွန်တော်တို့က y prediction က2ပဲပေါ့နော်အဲ့တော့ x3 ဆိုလဲ y prediction က3ပဲပေါ့နော်အဲ့တော့ဒီဟာကိုဖြတ်ဆွဲလိုက်ပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကသူ label တက်ထားတဲ့ဟာတွေနဲ့တစ်ထပ်တည်းကြာနေတာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ကခုနလို error မရှိဘူးเนาะဒီပုံကြည့်ရတဲ့error မရှိဘူးဆိုတော့ကျွန်တော်သိတိုင်းတယ်ပေါ့နော်ပြီးတော့ cost function ကျွန်တော်နည်းနည်းပြန်တွားကြည့်မယ်ပေါ့နော်အဲ့တော့ w1 ဆိုတော့ကျွန်တော်ဒီ w နေရာမှာ1ပေါ့နော်အဲ့တော့သူ့ရဲ့ equation သုံးမယ်wh plus b b ဆိုမဲ့ b ကိုကျွန်တော်0ဆိုပြီးခဏထားရတယ်ပေါ့နော်အဲ့တော့ wh minus ဒီဟာပေါ့အဲ့တော့ကျွန်တော်ဒီ summation ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကသူ့ရဲ့ trainer ရဲ့အရေးတွက်လိုက်ကျွန်တော်ကပေါင်းပေးရမှာပေါ့နော်ဒီမှာဆိုရင်3ခုရှိရပေါ့နော်3ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ3ခုစာအတွက်ကျွန်တော်တို့ကပေါင်းပေးရမှာပေါ့အဲ့တော့3ခုစာတွေဆိုတာဟာဘာလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်ပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ကျွန်တော်prediction ရေးတော့မှာပေါ့သူကဒီမှာဆိုရင်ဒါ prediction ပေါ့နော်prediction minus တကယ် HUS ကိုနှုတ်တာပေါ့နော်အဲ့တော့ဒီ point လေးကိုအရင်ကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်ဒီ prediction လုပ်တဲ့နေရာမှာဒီ y တော့က1ကိုပဲ prediction လုပ်တာပေါ့နော်အဲ့တော့1ကိုပဲ prediction လုပ်တဲ့သူက1 minus ပေါ့1 minus ပြီးရင်တကယ် output ကလည်း1ပဲပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်1 minus 1ပေါ့နော်နည်းနည်းမြင်လာတော့မသိဘူးအဲ့တော့1 minus 1ဆိုတော့ကျွန်တော်တို့0ပဲရတာပေါ့အဲ့လိုပုံစံမျိုးပြီးတော့ကျွန်တော် square တင်ရမယ်ဆိုတော့0 square ပေါ့အဲ့လိုလေးပေါ့ပြီးတော့ကျွန်တော်နောက်တစ်ခုထပ်ကြည့်မယ်ပေါ့နော်အဲ့တော့နောက်တစ်ခုလည်းအဲ့လိုပဲကျွန်တော် prediction ကနေတကယ်actual output ကိုနှုတ်ပေးရတာပေါ့နော်အဲ့တော့ prediction မှာဆိုရင်သူက2ပေါ့နော်အဲ့တော့2ပြီးတော့တကယ်output ကလည်းအတူတူပဲဆိုတော့2ပဲပေါ့နော်အဲ့တော့2 minus 2ဆိုတော့ဒါ0ပြီးတော့ square တင်ရမယ်ဆိုတော့ square ပေါ့နော်ပြီးတော့နောက်တစ်ခုလည်းအဲ့လိုပဲတကယ်prediction က3ပြီးတော့ output ကလည်း3ဆိုတော့3 minus 3ဆိုတော့0ပဲပေါ့နော်0ပြီးတော့ square တင်တယ်ပြီးတော့ square ပေါ့အဲ့တော့ကျွန်တော်ဒီဟာတွေကိုပေါင်းပြီးတော့ဒါတော့0ရပါတော့0နဲ့ဒါနဲ့မြောက်တော့ sorry 0ပဲပေါ့နော်အဲ့တော့ဒီမှာလဲ cost function တွက်တဲ့အခါမှာကျွန်တော်0ပဲထွက်တယ်ပေါ့နော်အဲ့တော့ဒီပုံခုနပုံကြည့်တော့လဲကျွန်တော်ဒီတကယ် label တက်တဲ့ဟာနဲ့ prediction လုပ်တဲ့ဟာနဲ့တစ်ထပ်တည်းကြာနေတာဆိုတော့error တော့မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်အဖြေကတော့အတူတူပဲပေါ့ဒီ cost function တွက်ထုတ်တဲ့ဒီ error ကလည်း0ပဲဆိုတော့ကျွန်တော်တွေ့တယ်ပေါ့အဲ့တော့ဒီမှာဒီ cost function ဘက်မှာပြန်ကြည့်မယ်ဆိုလဲဒီဘက်မှာဆိုရင်တော့ဒါ y တော့မဟုတ်တော့ဘူးเนาะသူကဒီမှာဆိုရင်ဒါက cost function ပေါ့เนาะဒါခြေဒီအောက်မှာဆိုရင်တော့ w ပေါ့เนาะအဲ့တော့ကျွန်တော်တို့ပေးတာက w က1ပေါ့เนาะအဲ့တော့ w1 မှာဆိုရင် cost function ကဘယ်လောက်ရှိလဲဆိုရင်0ပေါ့เนาะအဲ့တော့ w1 မှာ cost function 0ဆိုတော့ကျွန်တော်တို့ကဒီအမှတ်လေးဖြစ်မှာပေါ့အဲ့တော့ကျွန်တော်တို့ဒီအမှတ်လေးတွေ့နိုင်တယ်ပေါ့เนาะကျွန်တော်ဒီကတော့ဒီနှစ်ခုဘယ်လိုချိတ်ဆက်လဲဆိုတာတစ်ချက်ပြပေးတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုတွားကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် w ကို 0.5 ပေးကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ w ကို 0.5 ပေးတဲ့အခါမှာကျွန်တော်တို့ကပုံပြောင်းသွားတော့တွေ့တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တော့မတော့ပြတော့ဘူးเนาะအဲ့တော့ 0.5 ပေးလိုက်ရင်သူကဒီလိုပုံလေးထွက်လာတယ်ပေါ့အဲ့လိုထွက်လာတဲ့အခါကျရင်ကျွန်တော်တို့ကဒီမှာဆိုစပြီးတော့error ပေါ့နော် error စတက်ပြီပေါ့နော်အဲ့တော့သူ့ရဲ့တကယ်output နဲ့ prediction လုပ်တဲ့ဟာနဲ့လွဲနေပြီပေါ့နော်အဲ့တော့ဒီမှာဆိုလဲအဲ့တိုင်းမဲ့ဒီ1 x1 မှာပေါ့နော် x1 မှာသူ့ရဲ့ prediction လုပ်တာဒီမှာဆိုရင် 0.5 လောက်ဖြစ်မှာပေါ့0.5 ဆိုရင်မဲ့တကယ် output က1ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ cost function ဘယ်လိုတွက်မလဲဆိုတာနည်းနည်းလေးတစ်ချက်ကြည့်ပါမယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဒီ error တွေကိုအရင်တွက်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ prediction ကနေတကယ် output ကိုနှုတ်ပေးရပါဘောเนาะအဲ့တော့ဒီမှာ prediction လောက်တဲ့ဟာက 0.5 ပေါ့เนาะသူ line ပေါ်မှာတင်တဲ့အမှတ်လေးကို prediction လောက်တာပေါ့အဲ့တော့ 0.5 ပြီးတော့တကယ် output က1ပေါ့เนาะအဲ့တော့ 0.5 minus 1ကျွန်တော်ဒီတစ်ခုစာတော့ပြီးပေါ့เนาะပြီးတော့square function ဖြစ်တဲ့အတွက်ဒီ square တင်တယ်
ပြင် summation ဖြစ်တဲ့အတွက်ပေါင်းတယ်ပေါ့ပြီးတော့နောက်တစ်ခုဆိုရင်ကျွန်တော်တို့တကယ်prediction လုပ်ပေးတာတော့1ပေါ့နော် prediction လုပ်ပေးတာ1ပြီးတော့တကယ်ကျွန်တော်တို့ထွက်လာတကယ် output ကတော့တကယ်အဖြစ်မှန်က2ပေါ့နော်အဲ့တော့1 minus 2ပေါ့ပြီးတော့ကျွန်တော်တို့ဒီဟာ square ထပ်တင်တယ်ပေါ့နော်နောက်တရားတစ်ခုလည်းအဲ့လိုပဲprediction လုပ်ပေးတာက1ပေါ့နော်1.5ပေါ့1.5ဒီနာ1.5 1.5မှာကျွန်တော်ကတကယ် output ကိုနှုတ်ပေးရတာဖြစ်တဲ့အတွက်တကယ် output ကတော့3ပေါ့နော်အဲ့တော့1.5 minus 3ပြီးတော့ square မို့လို့ square တင်တယ်ဒီ error တော့ထုတ်တာတော့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ခုနကဒီ equation မှာပြန်အစားသွင်းမယ်ပေါ့အဲ့တော့1 - 2m ပေါ့နော်ပြီးတော့ဒီအားရပြီပြီးတော့ကျွန်တော်တို့ဒီ3ခုစာ trainer ဖြစ်တဲ့အတွက်2 into m က3ပေါ့နော် m3 ဆိုတော့3နဲ့မြောက်တယ်ပြီးတော့ဒီပေါင်းထားတဲ့အဖြေတန်ဖိုးကိုရေးတယ်ပေါ့နော်အဲ့လိုတွက်တဲ့နောက်ဆုံးတွက်ပြီးတော့အဖြေရတာကျတော့ကျွန်တော် 0.58 လောက်ရတယ်ပေါ့နော်0.5ခုနထပ်ပိုပြီးများသွားတာပေါ့နော် error ဖြစ်လာတဲ့အတွက်ဒီ cost function မှာလည်းများသွားတာကိုတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်က w က 0.5 ဖြစ်တဲ့ခါကျရင်ကျွန်တော်ရဲ့ဒီ j cost function တန်ဖိုးက0.58 လောက်ဖြစ်လာတာတွေ့ရတယ်ပေါ့အဲ့တော့ခုနကတော့ w 1ပေးတဲ့အခါမှာဒီ cost function ကဒီ0ပေါ့နော်အဲ့တော့နောက် w ကိုကျွန်တော်တို့တန်ဖိုးတစ်ခုထပ်ပေးကြည့်မယ်ပေါ့နော်အဲ့တော့ w ကို0ပေးပြီပေါ့အဲ့တော့0ပေးတဲ့အခါကျရင်ကျွန်တော်တို့က prediction က0ပဲ predict လုပ်ပေးမှာပေါ့နော်ဘာပြောလို့လဲဆိုတော့သူရဲ့ဒီမှာအစားသွင်းကြည့်ပေါ့နော်f of x equal to wh ပေါ့နော် b ကကျွန်တော်တို့ဖြောက်ထားတယ်အဲ့တော့ w က0ဆိုတော့0နဲ့ x နဲ့မြောက်တော့သူရဲ့ prediction ကလည်း0ကိုပဲ predict လုပ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့သူရဲ့ prediction line က0ကိုပဲ predict လုပ်ပေးတယ်အဲ့တော့ line ကသူကဒီ horizontal ကြီးမှာကျနေတယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော် error တွေကအရင်များနေတယ်ပေါ့နော်ဒီ graph မှာကြည့်လဲသိနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ cost function တွက်ထုတ်ကြည့်မယ်ပေါ့နော်အဲ့တော့ cost function အရင်ဆုံးကျွန်တော်ဒီ error ရင်တွက်ထုတ်ကြည့်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့တကယ် prediction လောက်တာက1မှာ predict လောက်တယ်ပေါ့နော်အဲ့တော့1 minus တကယ် output ကခဏလေးနော် sorry prediction လောက်တာ 0 prediction လောက်တာကတော့0ပေါ့လေသူက prediction ကဒီ0 line မှာပဲ prediction လောက်တာဖြစ်ပါတယ်အဲ့တော့ prediction လောက်တာ0အဲ့တော့0 minus ပေါ့နော်တကယ်ကျွန်တော်တို့ဒီ predict လောက်တကယ်အဖြေမှန်က1ပေါ့နော်အဲ့တော့0 minus 1ဆိုရင် minus 1ပေါ့အဲ့လို minus 1မှာကျွန်တော်က square တင်တဲ့အခါကျတော့ဒီ plus 1ပြန်ပြောင်းပြောင်းရတဲ့ပုံစံမျိုးပေါ့နော်ဒီမှာလည်းလိုပဲ prediction လောက်တာက0 0မှာကျွန်တော်က2ကိုပြန်ထုတ်တာပေါ့နော်0 minus 2တော့2ဆိုတော့ minus 2 minus 2မှာကျွန်တော်က square function တုံးထားတဲ့အတွက်2ပုံစံပြန်ဖြစ်တာပေါ့နော်အဲ့လိုပဲဒီမှာလည်းလိုပဲ3 square ပုံစံမျိုးပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ဒီ cost function ခုနဒီ 2.3 ဖြစ်သွားတယ်ပေါ့နော်အဲ့လိုခုနထက်ကျွန်တော်တို့ကဒီ error တွေပိုများသွားတာပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလေ w 0ပေးတဲ့ခါကြရင်ပေါ့နော်2.3 ပေါ့အဲ့လိုကျွန်တော်တို့ကဒီအမှတ်လေးတွေရတယ်ပေါ့နော်ဒီမှာလည်းဒီ cost function မှာအဲ့လိုအမှတ်လေးကျွန်တော်တို့တစ်ချက်ဆက်လိုက်ရင်သူကဒီပါစာပုံစံပေါ့နော်ဒီ bold ပုံစံမျိုးထွက်တယ်ပေါ့အဲ့တော့ကျွန်တော်အဓိကပြောချင်တာတော့ကျွန်တော်ဒီ w တန်ဖိုးအလိုက်ပေါ့နော်ဒီ w တန်ဖိုးအလိုက်ပေါ်မှာကျွန်တော်တို့ကပုံစံဒီ line ငယ်မျိုးပြောင်းနေပေါ့အဲ့တော့ w0 ဆိုရင်ကျွန်တော်တို့ဒီ prediction ကဒီလိုw1 ဆိုရင်ဒီကဒီ linear regression line ကဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့ w ကခုန 0.5 ဆိုရင်ဒီလိုပုံစံမျိုးအဲ့တော့ကျွန်တော်ရဲ့ဒီ w တန်ဖိုး like ပေါ်မှာကျွန်တော်ရဲ့ဒီprediction တွေကပြောင်းနေတယ်ပေါ့နော်ပြောင်းနေတယ်ပြီးတော့ကျွန်တော်တို့ခုနဒီ w1 ဆိုရင် cost function မရှိဘူးပေါ့နော် error မရှိတဲ့အတွက်ကိုယ့်ရဲ့ model ကကောင်းနိုင်တယ်ပေါ့အဲ့တော့အဲ့ကြောင့်ကျွန်တော်တို့ဒီ w တန်ဖိုးကိုအဓိကစဉ်းစားရတာပေါ့နော်အဲ့လိုကျွန်တော်တို့ဒီ w တန်ဖိုးဒီမှာ1ဆိုရင်ကိုယ့်ရဲ့ model တော့ကောင်းတာဖြစ်တဲ့အတွက်ဒီ w1 ကိုကျွန်တော်တို့ကပို့ပြီးရွှေ့တင်တယ်ပေါ့နော်အဲ့လိုပုံစံအပြင်ကျွန်တော်တို့ကဒီ cost function ကိုတွက်ထုတ်ပြီးတော့w ရဲ့တန်ဖိုးစဉ်းစားပေးရတာဖြစ်ပါတယ်
အဲ့တော့ခုနဒီ linear regression ရဲ့အဓိကကိုကတော့ဒီ cost function ဒီ error တွေကိုအဓိကတွက်ထုတ်ပေးတာပေါ့နော်ပို့ပြီးတော့ပြောမယ်ဆိုရင်ဒီမှာဒီ cost function မှာသူ့ရဲ့parameter ကတော့ w ရှိရယ် p ရှိရယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တွက်ထုတ်ပေးတာဖြစ်ပါတယ်ပေါ့အဲ့တော့ဒီနေ့ကကျွန်တော်ဒီနေ့ဒီလောက်ပဲပေါ့နော်ကျွန်တော်အများကြီးဖြစ်သွားတဲ့အတွက်နည်း machine လေးတွေပါတစ်ချက်မေးလို့ရပါတယ်ဗျ အဲ့ဒါလေးချတွက်ကြည့်တည်လားချတွက်တော့မှပုံမြင်မှာအတိုင်းပဲဆိုမမြင်ဘူးတည်လားကောက်ကိုချတွက်အဲ့လိုပုံစံမှာအဆင်ပြေတာအဲ့လို exhibit ဒီလို formula တွေပေါ့နော်ဒါနဲ့လေမောင်လေးခုန slide လေးတစ်ချက်ပြန်သွားပါလားဒီ formula ကို JOS J cos ကိုတွက်ရတဲ့ဟာလေး final formula တစ်ချက်လေးရှင်းပြကြအောင်အဲ့မှာလေးတချို့ဟာလေးတစ်ချက်ပဲအဲ့ဒါမောင်လေးပထမဆုံး slide ထန်တယ်အဲ့ slide number 4ပါအဲ့မှာလေးသူပထမဆုံး equation တွေသိတတ်ပါတဲ့ဟာနည်းနည်းတော့နော်ညီမရပါပြီဒီမှာရပါ okay နောက်အရင် slide လာနော် okay ဒီမှာရပြီလက်ဆက်ဒီမှာပြောချင်တယ်ဆိုဒီ m လေးနှခုံး m ကိုလည်းနည်းနည်းပြောချင်တာဒီနှခုံး m ကဘာလဲဆိုတော့သူက electro ကောက်ခဲ့တဲ့များဒီပြောနေတာကကိုယ်မှာရှိတဲ့ data အားလုံးကိုသွားခြင်းတဲ့ပုံစံမျိုးပေါ့နော်သူအဲ့ဒါ sample total number of sample လို့မျက်စိနဲ့မြင်လိုက်လို့ရမယ်ထင်တယ်ပေါ့နော်ပြောချင်တာကဒီ cost ကိုမတွက်ခင်ရှိသမျှ electro data set မှာရှိတဲ့အရာအားလုံးလုပ်လိုက်တဲ့ပုံစံမျိုးပေါ့နော်တခါကျရင်ဒီ m က site ကြီးလေးကောင်းလေးပေါ့နော်အမှနောက် question တစ်ခုကဘာဖြစ်လို့အမှ 1/2 ခံထားလဲပေါ့နော်အမှန်ဆိုရင်လေဒါကိုရ equation သမားဆိုရစ်မဲ့တပါးလေပေါ့နော်ဒါထားပါပုံမှန်ဆိုတွေးကြည့်မှာဒါက electro ဒီကိုရီးယား research paper ဖတ်ရင်နဲ့ကွာအတွေးဝင်လာတတ်တယ်ပေါ့နော်တခါကျရင် okay ကွာ formula တစ်ခုကြည့်လိုက်ရင်ဒီကတော့ summation လောက်တာနားလဲတယ်သူက prediction ကနေပြီးတော့တကယ် actual ဆိုတော့ note တွေဒါလည်းလွယ်တယ်ကွာနားလဲ square တင်တာလည်း make sense ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ absolute က distance ကတည်းကမလားdoesn't matter ကွာအဆင်ပြေတယ်တနာမရှိဘူးအဲ့ mind နဲ့သူကဘာ 1/2 ကဘာတွက်လဲပေါ့နော်စဉ်းစားစရာပဲလေနော်အမှန်တော့ဘာမှမဟုတ်အဲ့ဒါအမှန်ဆိုရင် computation နဲ့ cost ဆက်တာအောင်လို့ 1/2 တော့ခွဲလိုက်တဲ့ပုံစံမျိုးလေးပဲအင်းတော့လည်းဆို trick question ဆရာမေးခဲ့တာတတိယတော့အမှ 1/2 ကအမှန်တော့ဘာမှမဟုတ် computation တဲ့ခါကျရင်ပို့ပြီးတော့ number သေးသွားအောင်လို့ပေါ့နော် average လုပ်လိုက်တဲ့ပုံစံမျိုးပဲပို့တော့ခွဲလိုက်တဲ့ပုံစံမျိုးပါပဲဒီမှာလေသူက minimize ကိုအတားပေးထားတယ်ပေါ့နော်ဒီဟာ gradient descent မို့လို့ minimize နဲ့သွားတာတချို့ algorithm တွေက maxi gradient ascent ဆိုပြီးတော့ရှိသေးတယ်ပေါ့နော်အဲ့ဒါ likelihood ရှာတဲ့နေရာတွေမှာဆိုရင်အဲ့လိုဆိုတော့ maximize နဲ့သွားတယ်ပြောချင်တာသူကအဲ့ minimize ဆို maximize ဆိုတာကိုကဘယ်လိုမျိုး objective နဲ့သွားမလဲ goal ဆိုတာဒီမှာခါကျရင် objective လို့ခေါ်ကြရတယ်ပေါ့နော်ကိုကခုန lot likelihood နဲ့သွားချင်တာလားအဲ့ဒါဆိုရင် minimize သွားပေါ့နော်ဒါမှမဟုတ်လေ gradient ascent နဲ့သွားချင်တာကိုက higher တဲ့ အခုတစ်ဖြစ်ကွာအဲ့ဒါဆိုစင်တူတာမျိုးရှာတဲ့အရာမျိုးကြရင်ပေါ့နော်အခုဒီခွေးနဲ့ကြောင်တစ်ခုကတူလေကောင်းလေဆိုတော့ဆိုတာဒါအဆက်နဲ့သွားတဲ့ပုံစံမျိုးလေးရှိတယ်အမျိုးမျိုးပဲဒီဟာနည်းနည်းရှုပ်အောင်ဆိုတော့မပြောတော့ဒီ minimize ကနေရာတိုင်းမှာတော့ minimize မဟုတ်ဘူးပေါ့နော်တချို့နေရာမှာလည်း maximize ရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့နေရာကျသူ cost လို့မခေါ်တော့သူ benefit ပုံစံမျိုးပိုရောက်သွားတယ်ပေါ့နော်ကိုမှာကိုလိုချင်တဲ့ benefit ကိုကို objective က maximize လုပ်ချင်တာလား cost ဆိုတော့ minimize လုပ်ချင်တာလေဟုတ်တယ်ဟုတ်တကယ်တဘာဝအတိုင်းနဲ့အဲ့တိုင်းပဲလေကိုရတဲ့ benefit အားလုံးဆိုရင်ကိုကနည်းနည်း maximize လုပ်ချင်တယ် cost ဆိုရင်တော့ reduce လုပ်ချင်တယ် minimize သွားတဲ့ပုံစံမျိုးပါပဲတော်တော်လေးမှလေးစိတ်ရှည်နေရှင်းကြရနော်ကျေးဇူးတင်ပါတယ်အဲ့ဒါဆိုမလေးလုံးဝနံပါတ်တွေထည့်တွက်ပြီးတော့လုပ်ပေးတာနော်ကျေးဇူးတင်ပါတယ်တခြားလို့လည်းရှင်းမယ်လို့ထင်ပါတယ်ဒီအားလေဒီလားအရေးကြီးဆုံးပဲဒီလား gradient descent အကြောင်းနားလဲ machine learning ရဲ့အခြေခံတော်တော်များများကိုလေတိုက်တဲ့ formula လားကိုကနားလေသွားလိမ့်မယ်ဒီလားအခုကဒါ loss function ကဒါလည်းဆိုတာ L2 norm လို့ခေါ်တယ်ပေါ့နော်ဒီ square နဲ့တင်ထားတဲ့ဟာတွေပဲတော်တော်များ loss function တွေအမျိုးမျိုးပြောင်းသွားနိုင်တယ်ပြဿနာမရှိဘူးဒါပေမဲ့ gradient descent သဘောတရားဒီတိုင်းပဲသွားမှာဒီလားအဲ့လိုဆိုတော့ဒီ gradient descent ပေါ့နော်ဒီလိုမျိုး flow ကိုနားလေပြီးဆိုရင်ဒါရှိသမျှ formula အကုန်လုံးကိုဖတ်တတ်သွားမယ်ပေါ့နော် machine learning မှာလေအဲ့ဒါအခြေခံလေးဒီလိုမျိုး formula လေးကိုသိချလေးနားလေအောင်လုပ်ပေါ့နော်အဲ့လိုနားလေရင်ဒီများ research တွေပါဖတ်တဲ့အခါကျရင်တခြားလိုမျိုးပေါ့နော်ပို့ပြီးတော့ကိုသိတာသွားလိမ့်မယ်ဒီလားအဲ့ဒါပါပဲနောက်ပတ်ကြတော့ gradient descent ပေါ့နော်ဟုတ်အဲ့ဒါလောက် loss function တွေလည်းကိုယ်တည်းရ loss function ကအခု logistic regression ဆိုဒီ law ပဲသုံးတယ်ဒီလား loss function ကကိုခုနကလည်းဆိုဒီ classification သုံးတဲ့ loss မတူသလို regression သုံးတဲ့ loss တွေမတူကြဘူးကွာအဲ့လိုမျိုးဒီဟာကြီးပဲအများကြီးဒီလို loss နဲ့သွားမယ်လို့တော့မဟုတ်သူကကို use case ပေါ်မှာဒီနောက်ကျရင်ပို့ပြောင်းသွားလိုက်မယ်ကို decision tree တို့ဘာတို့ပတ်သွားတဲ့ခါကျရင် loss တွေမတူကြတော့ဘူးဒီလားပြောချင်တာကွာဒီဟာက logistic regression အတွက်သုံးတဲ့ loss အဲ့လိုမျိုးမှာ loss function တွေဆိုရင်အများကြီးရှိရပေါ့နော်ဒီတစ်ခုတည်းရှိရမျိုးမဟုတ်
ဒါကတော့အခြေခံအကြဆုံး loss function ပေါ့နော်ဒါ distance measure L2 loss အဲ့လိုမျိုးခေါ်တာများတယ် ဟုတ်ကျေးဇူးပါ ဟယ်လိုမေးလို့ရမှာမသိဘူး။ဟာလေ ဟုတ်ကဲ့ ဒီဟာလေဟိုသူအဲ့ဒီ cost function ကိုထည့်တွက်လိုက်တဲ့အခါကျရင်ထွက်လာတဲ့ graph ကဒီ weight ပေါ်မူတည်ပြီးထွက်လာတဲ့ graph ပေါ့ဟုတ်လားအဲ့ဒါမျိုးဟိုဒီ0ဖြစ်နေတဲ့ဟာက error ရှင်းတယ်ဆိုတဲ့ပေါ့ဟုတ်လား LS ပြပြန် โอเค LS ဖြစ် ဟော LS ပြောချင်တာလေအဲ့ graph ဆိုတာတဲ့သူက decision boundary လို့လည်းခေါ်ကြရတယ်ဒီလားပြောချင်တာကွာအဲ့ graph line လေးကဒီ W value ရဲ့ခုန B value ပေါ်အခြေခံပြီးတော့အဲ့လိုဆိုထွက်လာတယ် LS ရဲ့ decision boundary ပေါ့နော်ပြောချင်တာကဒါ LS classification နဲ့ပြောတာပေါ့နော်ဒါ your regression နဲ့ပြောမယ်ဆိုရင်ဒါဒီသူကဒီ line က LS ဆိုရှိသမျှ data အားလုံးနဲ့အနည်းဆက်ဆုံး prediction လုပ်ပေးတဲ့ line ပေါ့နော်အဲ့လိုမျိုးတွက်လိုက်လို့ရတယ်အဲ့လိုဆိုတော့ဒီအဓိကပြောချင်တာအဲ့လိုအနည်းဆက်ဆုံးဖြစ်တယ်လေကိုယ့်နဲ့ W ရဲ့ value ရဲ့ကိုယ့်ရဲ့ဒီ B value ကကိုယ့်အတွက် optimum ဖြစ်ဆုံးဖြစ်တဲ့ line ပေါ့နော်အခုခုနမောင်လေးပြသွားတဲ့ထဲမှာခုန line 0လားမသိဘူးပေါ့နော် yellow color လေးနဲ့လေအဲ့ဒါဆိုတော်တော်ဆိုးတဲ့ line လို့ပြောလို့ရတယ်သူကလုံးဝ data တွေကောင်းကောင်းတော့ fit မသွားဘူးကွာလုံးဝဟုတ်တယ်ဟုတ်ခုနဒီဒါ yellow လား orange လားမဟုတ်ဘာရဲ့ color လဲ purple ထင်တယ်အဲ့ဒီ color ကအဲ့ဆိုဒါတော့ဆိုတော်တော်သိမကောင်းသေးဘူးကွာခုနကလုံးဝကွက်တိသွားနေတဲ့ဟာမျိုးကပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါမျိုးကလည်းအရင်ကောင်းတော့ဆိုလည်းမကောင်းဘူးအဲ့ဒါကြောင့်အရင် over ဖြစ်သွားပြီးတည်တယ် loss 0 draw များရှောင်ကြတာများတယ်ကွာအမှန်တိုင်းပြောရင်ဟုတ်တယ် तू ကတော့တည်မှာရှင်းရ data အားလုံး memorize လုပ်ရတယ်နဲ့တူနေရကွာတည်လားဒါပေမဲ့တကယ်လက်တွေ့အဲ့ model ကွာတကယ် real use case မှာပြန်သုံးဖို့ဆိုရင်ဒီဟာကြီးကတကယ်နောက်သူမြင်မှုတဲ့ data တွေကကောင်းကောင်းထုတ်ပေးချင်မှထုတ်ပေးပါကွာအဲ့လိုမျိုး problem ကိုလည်းရှင်း overfit ဖြစ်သွားတာ overfit ဖြစ်ဟုတ်ကဲ့ဟုတ် ဒီ cost function ကတော့အဲ့လိုဒီရှိသမျှဟာထွက်လာမဲ့ result နဲ့ predict လုပ်ထားတဲ့ result ကိုခြားနာခြင်းကိုနှစ်ဆတင်ပြီးတော့ပေါင်းလိုက်တဲ့ဟာကိုပြန်ပြီးတော့ mean value ပြန်ရှာရတဲ့ပေါ့ပေါ့နော် ဘယ်ဟာလေးဆိုရင် LS မှာနည်းနည်း cost function ကိုပြောတာ cost function ကဘယ်ကနေရလဲမသိဘူး Okay cost နဲ့ loss နဲ့လည်းဆိုဟိုတနေ့ကလည်းနည်းနည်းပြောပါသေးရလား cost ကလည်းဆိုရှိသမျှ example အားလုံးသွားပြီးတော့ဒီမှာဆိုရင်တော့ summation ပါတာဖြစ်တဲ့အတွက်ရှိသမျှကိုရီးယားကိုဒီမှာဆိုရင်တော့ m ကို3လို့ဝယ်ထားလိုက်ကွာဒီနှခုံးအောင်လည်းပြောတာပေါ့နော်အခုလက်ရှိသူ့ရဲ့ data အရဆိုရင်သူကရှိသမျှ example 3ခုလုံးကိုသွားပြီးတော့မှတစ်ခုချင်းစီကထွက်လာတဲ့အဖြေမားတွေပေါ့နော်ဒီမှာဆိုရင်သူကခုနက0 square ရတာတစ်ခုချင်းထွက်လာတဲ့သူရဲ့အဖြေပြောချင်တာအဖြေမားတယ်ဆိုတာသူဘလောက်နီးအဖြစ်မှန်တဲ့ဘယ်လောက်နီးစပ်လဲပေါ့နော်အဲ့လိုမျိုးပုံစံမျိုးသွားလိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါ penalty term ဆိုလဲခေါ်တယ်သူကမားရင်သူဘယ်လိုကြီးလိုက်မယ်ဟုတ်တယ်ဟုတ်နဲရင်0ဆိုတော့မှမရှိဘူးလေဟုတ်တယ်အဲ့လိုဆိုတော့သူကရှိသမျှသူမားခဲ့တဲ့ message အားလုံးပေါင်းပြီးတော့ဒါသူ့ရဲ့ total cost ဆိုလို့ define လုပ်ရတဲ့ပုံစံမျိုးလေးပဲသိလားနည်းမြင်လားမသိဘူးကိုအခုချိန်မှာ0ဖြစ်တာတော့ဒါ the best အကောင်းဆုံးပေါ့နော်ဒါပေမဲ့0ဆိုတာလေ the best ဆိုရင်လည်းသူ data တော်တော်အကောင်းဆုံးဒါပေမဲ့ဒါအရင် over ဖြစ်လွန်တယ်လဲဆိုတော့သူမကြိုက်ဘူးကွာအမှန်တိုင်းပြောရရင်ဖြစ်နိုင်လို့ရှိရင်သူ့ကိုဒါကို training time မှာတော့သူ့ accuracy ကတော်တော်ကောင်းလိုက်နေဒါပေမဲ့ validation time မှာသူက accuracy ကတော်တော်ဆိုးမဲ့အခြေအနေရှိတယ်ပေါ့နော်အဲ့လိုနေရာတွေဆိုရင်လည်းသူကဘာလုပ်ကြလဲဆိုတော့ regularize တွေသွားထပ်ကြတယ်ပေါ့နည်းနည်း model အရင်သိရမှာအဲ့လိုမျိုးအရင် memorize လုပ်တဲ့ဟာမျိုးသူမလုပ်စေချင်တော့လေပြန်သူ့ penalty နောက်တစ်ခုထပ်ထည့်ပေးတယ်အဲ့လိုမျိုးသွားကြတာများတယ်ပေါ့နော်ဒီပုံမှန်ဆိုရင်လေ penalty ကဘယ်လိုထည့်လဲမသိဘူး penalty ထည့်တာခုနကပြောမယ်ဆိုရင်ခုနကဒီ let's say regularizer ဘယ်လိုခေါ်လဲအဲ့ဒါ regularizer တွေနောက်ပိုင်းကျထည့်ရတယ်ရှိတယ်ပေါ့နော်အဲ့ဒါသူ့မှာအဲ့လိုနောက် function တစ်ခုသူထည့်ပေးလိုက်တဲ့ပုံစံမျိုးအနောက်မှာအခုဆိုရင်ကွာ let's say formula ကဒီ summation မှာလည်းပြီးသွားတယ်ဟုတ်တယ်ဟုတ်ပြီးသွားရင်အနောက်မှာ plus နောက် formula တစ်ခုထည့်ပြီးတော့သူ့ပို့ပြီးတော့ပေါ့နော် penalty ပို့ပေးရတာမျိုးနောက်ပိုင်းကျပို့လာလိုက်မယ်နာကိုရီးယား model ကိုလက်မြင့်လည်းလုပ်အောင်ပါကွာဒီတိုင်းမဲ့သူရော့သူလို့သူလုပ်ချင်တယ်လို့သူပေးမလုပ်ဘူးတိလားကိုလိုချင်တဲ့ use case ကသူရှိတဲ့ည data တွေသူတွေ့ခဲ့တဲ့ညတွေကိုအခြေခံပြီးတော့မှသူကတော့ဒါသူ့ရဲ့သူ data တွေအားလုံးသူဘယ်လိုမျိုး generalize လုပ်လိုက်လဲပေါ့နော်သူဘယ်လို use ဒီ data ရဲ့ဒီလိုမျိုးပုံစံမျိုးသွားတယ်ဆိုပြီးတော့အဲ့လိုမျိုးသူကဒီ line လေးချလိုက်တယ်ထားပါတော့ဗောနော်အဲ့လိုဆိုတော့ဒီ line နဲ့နီးနိုင်နောက် data တွေ့ရင်လည်းသူကဒီ line နဲ့ပဲသူ decision ရှုံးပြတော့မှာကွာအဲ့လိုဆိုတော့သူ့အနေနဲ့ကြည့်မယ်ဆိုရင်သူသိခဲ့ knowledge တွေရပါဘောနော်ဒီ data line ကသူ့အကောင်းဆုံးပဲ
ဒါပေမဲ့နောက်အသိဝင်လာတဲ့ data line ကိုလည်း तू ကဒီ knowledge ကိုအခြေခံပြီးတော့ decision ဆုံးဖြတ်ပေးနေတာမျိုးပေါ့နော်။ခါကျရင် तू ယူလိုက်တဲ့ decision ကြီး तू ပြောရင် तू generalize လုပ်လိုက်တဲ့ information အားလုံးကအရင် bias တွေဖြစ်ပြီးတော့သိရမလားတကယ် real world data တွေ represent လုပ်တဲ့ line ကို तू ကလုပ်ခဲ့တယ်ဆိုရင်ဒီ model ကသုံးစားလို့ရတာမှမဟုတ်လေ။အဲ့လိုဆို data ကို collect လုပ်တဲ့ခါမှာလည်းအရင်အရေးကြီးတယ်ပေါ့နော် representative ဖြစ်အဲ့ဒါ data collection က machine learning မှာအရေးကြီးဆုံးပဲ data ကိုဒီဖြစ်နိုင်လို့ရှိရင်ပေါ့နော်နည်းနည်း diverse ဖြစ်အောင်ကို collect လုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါအရေးကြီးအဲ့လို data ပေါ်အခြေခံပြီးတော့မှကိုယ့် model က तू decision boundary တွေ create လုပ်မှာလေအဲ့လိုလုပ်တဲ့ခါမျိုးကြရင်ကိုယ့် data က diverse ဖြစ်တယ်လေ model ကပို့ပြီးတော့ well behave ဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်ပြောချင်တာဘယ်လိုလဲဆိုတော့ပို့ပြီးတော့ညံကောင်းတယ်ပေါ့နော်အကြမ်းမြင်ပြောရမှာဆိုဟုတ်တယ်ဟုတ် तू အများကြီးမြင်ထားတဲ့ဟာတဲ့ ဟုတ်တယ်အဲ့လိုမျိုးစုံမြင်ထားတဲ့ဟာနဲ့ဟို specific ပေးထားတဲ့ဟာကိုပဲမှတ်ထားတဲ့ဟာတဲ့ဆိုင်များများမြင်လေပိုကောင်းလေပေါ့ဟုတ်တယ်ပြီးတော့ရင်အဲ့ဒါပိုကောင်းလေပြင်ပြီးတော့ဖြစ်နိုင်လို့ရှိရင် model ကိုရိုးရှင်းနိုင်တယ်များရိုးရှင်းအောင်လဲဆိုတော့လိုချင်တယ်ကွာ model က complex ဖြစ်လေကွာ computation time မှာပို့ပြီးတော့ cost ပို့ပုံမယ်ဟုတ်တယ်ဆိုတော့ကို complex ဖြစ်တယ်ဆိုတဲ့သဘောတရားက parameter တွေအများများပြီးတော့ခုန neural network မှာဆိုရင်ပေါ့နော်လဲဆို layer တွေအများကြီးပါပြီးတော့အများကြီးကကလို့လို့ရတယ်ဆိုရင် inference time မှာအရန်ကြာတာမျိုးလဲဆိုတော့မလိုချင်ဘူးကွာဟုတ်တယ်ကွာမြန်ဆန်နဲ့ code decision ကွာ data တွေ့ရင်ထွက်လာတာမလိုချင်တာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင် model ကိုလည်းရိုးရှင်းနိုင်တဲ့မြတ်အကောင်းဆုံးရိုးရှင်းအောင်လည်းကွာလုပ်ချင်သေးတယ်အဲ့ဒါကြောင့်နောက်ပိုင်းကျအဲ့လို penalty တန်းတွေထည့်လာတာပေါ့နော်တဖြည်းဖြည်းနဲ့လိုအပ်တဲ့ဟာတွေ addition တွေတော့ထည့်ရပြီး computer တဖြည်းဖြည်းနဲ့များလာတယ်ဖြတ်ကောင်းဖြတ်လာနိုင်တယ်တဖြည်းဖြည်းနဲ့ model ကြီးလာတဲ့ခါကျရင်လေအဲ့ဒါမျိုးပါပဲပုံမှန်မှာဆိုရင်အဲ့ဒီ loss ရှိမယ် regularizer ရှိမယ်ပြီးတော့ရင်တခြားပေါ့နော် technique တိတိလေးတွေတို့ live ကို introduce လုပ်တဲ့ဟာလေးရှိတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ကွာလုံရင်းနေလေအခြေခံကတော့ loss ပဲအခြေခံအစဆုံးပဲပေါ့နော် loss ကတော့ဒါ initial step မဖြစ်မနေပါမယ်ဟာပေါ့နော် model တစ်ခု train တဲ့ခါကျရင်တခြားဟာတွေကမပါလဲရတယ်ဒါပေမဲ့ပါတာကတခြားတွေထည့်တာအကြီးရွယ်ချက်ကိုကို model ကိုပို့ပြီးကိုလိုချင်တာမျိုးရအောင်လို့သူ့ကိုဆွဲသွင်းနေတဲ့ပုံစံမျိုးပေါ့နော်သူ့ကိုလုံးဝအထာလေးနှောက်အောင်သူတိတ်ခါလေးတိတ်နေပုံစံမျိုးအဲ့လိုပုံစံမျိုးတွေအကြမ်းမြင်မှလည်းပြရတယ်အဓိကတော့သူအဖြစ်မှန်လားမှားလားပေါ့နော်အဓိကဘာဖြစ်လို့အဖြစ်မှန်လားမှားလားဆိုတော့ဒါ supervisor တင်မို့လို့သိလား supervisor ကသူ့မှာအဖြစ်မှန်ရှိနေတယ်ကွာand supervisor သူ့မှာအဖြစ်မှန်တော့ရှိမှာမဟုတ်ဘူးအဲ့လိုဆိုတော့သူ့မှာတခြား loss တွေသူသုံးရတော့မှာဒီလို limit loss နဲ့သူသွားလို့ရတော့မှာမဟုတ်ဘူးအဲ့လိုဆိုတော့အဲ့ဒါ problem domain specific အရင်กว่าတယ်ပေါ့နော်အဲ့ဆို loss function ကပုံသိမရှိဘူးဆိုတဲ့သဘောပေါ့ formula ကloss function ကလည်းသုံးချင်တဲ့ model ပေါ်မူတည်ပြီးတော့သုံးချင်တဲ့ data ပေါ်မူတည်ပြီးတော့ဒီ loss function တွေကအမျိုးမျိုး꿰အောင်ပါပေါ့အဲ့လိုလားဟုတ်တယ်အခုဆိုရင်ဒီဟာက electro regression တွက်တာဖြစ်တဲ့အတွက် regression calculate လုပ်လို့ရတဲ့ value တွေရှိရတယ်အနည်းဆုံးဟုတ်တယ်ဟိုကွာဘယ်လိုပါညာအကလုံးကဒီ L2 norm sorry L2 norm ကတော့ဒါတိုင်းဒီတက်တဲ့တောင်းမှတင်တဲ့ dance ပေါ့နော်ဒါပုံမှန်ဆိုအဲ့ဒါမျိုးမသုံးကြတာများတရားကြီးဒါ mean square error တို့ပါအဲ့လိုမျိုးရှိပါပဲလားအဲ့ဒါနဲ့ပိုဆိုင်နေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးသွားကြတာများတယ်အဓိကတော့ distance measure မှာလားသူ metric measure အများကြီးရှိရကွာဟိုဒီကကြတော့လို့ဆို distance measure လုပ်နေတာပေါ့နော်ဒီတကယ် actual point နဲ့ model က pre load တဲ့ point ကဘယ်လောက် distance အနေနဲ့ကြည့်မယ်ဆိုကွာနေတယ်အဲ့ဒါကိုရှာတာမလို့သူ distance measure လို့ခေါ်တယ်ပြီးတော့ရင်တခြား similarity measure metric တွေလည်းရှိ cosine similarity လို့ပါအဲ့လိုမျိုးနဲ့သွားတဲ့ဟာတွေလည်းရှိရပေါ့နော် metric တွေကတော့မတူကြဘူးအဲ့တော့ကိုယ့်ရဲ့ use case ပေါ်မှာတည်ပြီးတော့ကွာဘယ် loss ကိုသုံးပါလဲဆိုတဲ့ဟာကိုလည်းကွာစဉ်းစားတတ်ဖို့လိုတယ်ပေါ့နော်classification မှာသုံးတဲ့ loss နဲ့ဒီ regression နဲ့သုံးတဲ့ loss နဲ့တူချင်မှလည်းတူလိုက်မယ်လုံးဝ estimate ဒီ loss ပဲရှိသမျှ model အားလုံးသုံးတယ်ဆိုတာမျိုးမတွေးစေချင်ဘူးပေါ့နော်အဲ့ဒါဘယ်လိုလုပ်သိနိုင်လဲဘယ်နေရာမှာဘာသုံးမယ်ဆိုတာအဲ့တော့အခု decision ဘယ်လိုချလဲဆိုတော့ဒီ algorithm logistic regression တို့ဘာလို့ လဲသူများ create လုပ်ခဲ့တဲ့ model တွေလေဟုတ်တယ်ဟုတ်ဘယ်သူမှအားတော့တင်ရပေါ်လာတဲ့ဟာတွေတခုမှမဟုတ်လေအဲ့တော့သူတို့ကဒီ model logistic regression လို့ပြောလိုက်ရင်သူကဘယ်လို loss နဲ့သုံးပြီးဘယ်လိုလုပ်ခဲ့ပါလဲဆိုပြီးတော့သူတို့အစကတည်းကသူတို့ဒီ model specific documentation ရှိပြီးတော့ကွာ in general ပြောရမယ်ဆိုရင်အဲ့လိုဆိုဒီ logistic ဆိုရင်ဒီ loss သုံးပါတယ်ဆိုပြီးသွားကြတာများတယ်ဒီ loss အပြင်နောက်ဘယ် loss နဲ့လို့ try လို့ရပါတယ်ဆိုတာမျိုးပုံမှန်ဆိုအဲ့လိုမျိုးရှိကြတာများတယ်ကွာအဲ့လိုဒီ algorithm ကလူက create လုပ်တာဖြစ်တဲ့အတွက်သူတို့ဘက်ကသုံးနိုင်တဲ့များအားလုံးသူတို့ပေါင်းထည့်ပေးရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုဆိုတော့အကိုဒါကတော့ကို live ဖတ်ကြည့်ရမယ့်ပုံစံမျိုးမှာပို့ရောက်တယ်ပေါ့နော်အခု logistic regression ဆိုပြီး Wikipedia တော့ဒါမှမဟုတ်သူ original research paper တွေပါတယ်မှာလည်းရှိမှာပါဟုတ်တယ်ဟုတ်အဲ့ original research paper တွေမှာသူတို့တွေကဒီ loss objective ကိုတွက်တဲ့ခါကျရင်သူတို့က bad function ကိုသူတို့ကသုံးပါတယ်ဆိုပြီးသူတို့လုပ်ကြတာများတယ်ကွာပုံမှန်ဆို reference research paper တွေပြန်သွားကြတာများကြတယ်ပေါ့နော်ဒီ logistic regression 1950လောက်ကတည်ရမှာအဲ့လိုထုတ်ခဲ့တဲ့ paper ကွာအရန်ဟောင်းနေပြီအဲ့လိုမျိုးဆိုတော့လေအဲ့လိုသူတို့ original publisher ဒီထုတ်ခဲ့တဲ့လူရဲ့သူတို့ရဲ့ idea ကိုအခြေပြန်ခံမျိုးသူတို့ဘယ်လိုမျိုးသုံးလာလဲဆိုတော့အဲ့လိုမျိုးပြန် trace လိုက်ရမှာများတယ်ပေါ့နော်ပုံမှန်ဆိုဒီလိုမျိုးဟာတွေက online ရှာလိုက်ရပါလွယ်ပါတယ်ဘယ်လိုမျိုး loss တွေသုံးကြတာများလဲဆိုပြီးတော့လေ
အဓိကတော့ရှိပါတယ်သူကဒီ model တစ်ခုကို algorithm တစ်ခုကိုခွေးလုပ်ခဲ့တဲ့လူတိုင်းကသူတို့စီမှာခုန objective အတွက်သူတို့ဘယ်လိုမျိုးလုပ်နေလဲဆိုတဲ့အကြောင်းသူတို့အမြဲတမ်းလို့ documentation paper မှာပါပြီးသားအဲ့ဒါကြောင့် machine learning မှာတကယ်လို့ကိုက machine learning engineer ဖြစ်ဖို့ intention ရှိရဆိုရင် paper ဖတ်တတ်ဖို့အရေးကြီးတယ်ပေါ့နော်အရင်တော့ဟာရပြဿနာမရှိဘူးကွာတော်တော်များများကအဲ့လိုမျိုးသူများရှင်းကြတယ်အရင်အများကြီးရှိအခုအသက်ထွက်တဲ့နောက်ပိုင်း LM နဲ့ပတ်သက်တဲ့ paper တွေဆိုရင်ကိုကအဲ့ဒီလိုမျိုး machine learning အခြေခံသဘောတရားကိုကလုံးဝနည်းနည်းကြည်ညက်တော့မှသာသူတို့ paper တွေဖတ်တာပို့ပြီးတော့ကိုသဘောပေါက်သွားမယ်ပေါ့နော်ဘာ loss သုံးတာလဲသူတို့ဘယ်လိုမျိုး machine ကိုလုပ်နေတာလဲသူတို့ပြီးတော့ပေါ့နော်အဲ့ဒါအပြင်သူတို့ model ကိုတခြားသူတို့ဘယ်လိုမျိုး experiment နဲ့သူတို့ပြန်ပြီးတော့ပေါ့နော်ကလိကြည့်သေးတယ်ဒီ loss ကို non loss ပြောင်းသုံးလားဘယ်လိုသုံးလဲဘယ်လိုမျိုးတွေသွားကြလဲအဲ့ဒါမျိုးတွေတဖြည်းဖြည်းနဲ့မြင်လာမယ်ပေါ့နော်အခုချိန်ကတော့ပုံမှန်ဆိုရင်သိရမလားအဲ့ဒီ question ကနည်းနည်း research oriented ပုံရောက်သွားတယ်ပေါ့နော်ကိုက developer အနေနဲ့ဆိုရင်တော့အနည်းဆုံးကိုက okay ကိုယ့်ရဲ့ use case ကိုနည်းနည်းစဉ်းစားတတ်ဖို့လိုတယ်ပေါ့နော်ငါကဘာ problem ဆော့မှာလဲသူ့မှာ major နဲ့အခု supervisor တင်မှာဆို major နှစ်ခုပဲရှိရကွာ classification ဆော့မှာလား regression problem ဆော့မှာလားအဲ့ဒီနှစ်ခုအရင်ဆုံးခွဲပေါ့နော်ခွဲပြီးတော့မှ classification အတွက်ဆိုရင်ငါမှာဘယ်လိုမျိုး algorithm ငါသုံးလို့ရမယ်အဲ့လိုမျိုးပြန်ပြီးတော့ down scope ပြန်သွားပေါ့နော်ဒီ regression ဆိုရင်လည်းဘယ်လိုမျိုး algorithm တွေငါမှာရှိတယ်ငါရဲ့ available သုံးလို့ရတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးသွားအောင်မှာဒါ supervisor only အဲ့လိုသွားတာပေါ့နော် unsupervised ဆိုတာ different domain ဖြစ်သွားပြီ reinforcement learning ဆိုလည်း different domain ဖြစ်သွားပြီ sub supervised ဆို emulative တွေအများကြီးမှအများကြီးအဲ့လိုဆိုတော့လေအခုချိန်တော့ကအရင်မပူသေးနဲ့ပေါ့နော်အခုချိန်ကလည်းဆိုတော့ very very simple supervised learning ကိုပဲသွားနေတာအဲ့တော့အဓိက supervised learning မှာသုံးတဲ့ algorithm တွေကအရင် simple ဖြစ်တော့အားကြီးတယ်သူ့ထက် complex တဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့သဘောတရားတွေအကုန်လုံးတူတူပဲနော် data collect လုပ်ရမယ်ခုန loss function တွက်ရမယ်ကိုပြီးရရင်ကိုယ့်ရဲ့ဟာကိုဘယ်လိုမျိုးကိုကဘယ်လိုခေါ်လဲဒီပြန်ပြီးတော့ဗောနော်ဒီ gradient descent နဲ့ဘယ်လိုမျိုးပြန်ပြီး back propagate လုပ်ကြရလဲအဲ့ဒီအကုန်လုံးကတဖြည်းဖြည်းနဲ့ဒီသဘောတရားကိုပဲအခြေခံသဘောတရားကိုပဲသုံးပြီးတော့ model အားလုံးကတမျိုးမျိုးပြောင်းသွားကြတယ်ကွာအသွင်ပြောင်းသွားတဲ့ပုံစံမျိုးလေးပဲသူ့ရဲ့ main initial သိရမလား core idea အတူတူပဲအားလုံးကလေအဲ့လိုဆိုတော့အခြေခံ idea ကိုနားလည်ဖို့လိုတယ်ပေါ့နော်ခုနပထမသုံးပေါင်လေးပြတဲ့ formula ဆိုအဲ့ဒါပုံမှန်အဲ့တိုင်းသွားကြတာများတယ်ကွာကွာ weight initialize လုပ်မယ် weight နဲ့ bias ကို initialize လုပ်ကြမယ် model training ပေးမယ်ဆိုတော့ဆိုရင်သူမှအဲ့လိုမျိုး cost structure တွေရှိမယ်အဲ့လိုမျိုးလုပ်ကြမယ်ပြီးတော့ပြန်ပြီး back propagate လုပ်မယ်ပြန်ပြောင်းမယ် w weight တွေပြန်ပြောင်းမယ်ပြန် try မယ်အဲ့ဒါ input တွေအများကြီးနဲ့သွားတယ်နော်အဲ့ဒီ training process ကအတူတူပဲနဲ့ machine learning ဆိုတာနဲ့ဒါပေမဲ့ဘယ်လိုမျိုး train မလဲအထက်က inner gradient detail တွေရမတူရတော့ဘူးပေါ့နော်တခြားလိုရဖြစ်ဆက်ပြောရင်ပြောနော်အဲ့ဒါဆိုတာတရားဟောနေပါမဟုတ် ဟုတ်ကျေးဇူးပါ တကယ်လို့ဟိုကိုကအဲ့လိုရှိပြီးသား model တွေ law ထွက်တဲ့ equation တွေထက်အဲ့လိုမျိုးအတစ်တစ်ခုလိုလာတယ်ဆိုရင်ရောကိုယ့်ဘက်ကို create လုပ်ချင်တယ်ဆိုရင် အကိုအဲ့ဒါဆိုကိုလုံးဝ publish လုပ်လိုက်တော့ကိုလုံးဝဒါနေပါ publish နာမည်ကြီးတော့မှာဒါပေမဲ့အဲ့ဒါရှားတော့ရှားမယ်ထင်တယ်ဒါပေမဲ့လေဖြစ်တော့ဖြစ်နိုင်ပါတယ်အဲ့လိုမျိုးတချို့တွေကြအဲ့လိုမျိုး method အစ်တွေ train ပြီးတော့အဲ့ဒါကြောင့်မို့လဲအဲ့လိုဆိုဒီ element တွေပေါ်လာတာလေကို use case နဲ့မကိုက်လို့လေကိုလက်ရှိတွေ့နေတဲ့အရာတွေကအဲ့ဒါလူ train လာကြတဲ့အရာမျိုးတွေပေါ့နော်လို့ဆို train တဲ့လူတွေအများကြီးရှိပါတယ်ဒီက backbone ပေါ့နော်အခြေခံလို့သွားကြတယ်တချို့ကြဒီလို direction နဲ့မသွားခြင်းပဲတခြား direction နဲ့သွားတယ်ပဲအများကြီးရှိတယ်ဒါကတော့ traditional machine learning direction ပေါ့နော်မောင်လေးပြောပါဦး မဟုတ်ပါဘူးLS ပြောမှလည်းပိုတိလာတယ်လို့အဲ့ဒါလေးပြောတာဟုတ်ကဲ့ရတယ်မိုက်တော့ဖွင့်လိုက်တယ်လက်မထောင်နိုင်နဲ့လက်စတစ်ခါတည်းသတိမထားမိရောလေမိုက်ဖွင့်မလားပြောပလိုက်ကိုရလက်ပြောနေကြတာဆိုတော့လူကလည်းလောက်မများဘူးဆိုတော့လေအဆင်ပြေတယ် ဟုတ်ကျွန်တော်နည်းနည်းဖြည့်ဆွဲပြောချင်တယ်ခုနအဲ့ဒီကိုစီစီကိုင်းပြောတဲ့အဲ့ဒီဟောပေါ့ model အသစ်လိုတဲ့ဟာမျိုးလဲဒါဟောပေါ့ paper ဖတ်ရင်လည်းတွေ့ဘူးတာပေါ့နော်ဒါပေမဲ့ဟိုပေါ့ဒီ completely အစအနေဆုံးထိဟိုအသစ်ကြီးလိုတယ်ဆိုတာမျိုးတော့နည်းနည်းရှားတာပေါ့နော်ကိုကဟိုကိုသုံးလို့ချင်တဲ့အရာကကွက်တိရှိမိနေတာမျိုးတော့ရှိတာပေါ့နော်ကိုကသုံးချင်တယ်ဒီ model သုံးချင်တယ်ဒါပေမဲ့ paper ထဲမှာကဒီ model ကိုယူသုံးလို့မရဘူးလို့ရှိရင်ပေါင်းဆက်ပြီးသုံးလို့ရတာမျိုးတွေတော့ရှိတာပေါ့နော်ဒီ model ထဲကဟို architecture လေးယူဟို model ထဲကဒီ loss function လေးယူပြီးတော့ပေါင်းပြီးတော့သုံးလို့ရတယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးကပို့ပြီးတော့ဟိုဖြစ်တာပုံများတယ်ပေါ့ဟုတ်အခြေခံကတော့ဓာတ်တွေပဲထင်ပါတယ်ဓာတ်တွေအခြေခံပြီးတော့မှပဲနောက်တစ်ဆင့်တက်တာပေါ့ဟုတ် paper တွေလည်းအဲ့လိုမျိုးအစဆုံးပြီးထွက်လာတဲ့ဟာမျိုးမရှိဘူးပေါ့နော်ဟိုအရင် breakthrough ဖြစ်သွားတဲ့ paper တွေတောင်မှပဲဒီရှိပြီးသားဟာ model architecture ကိုပဲအခြေခံနေပြီးတော့သူတို့ twist တစ်ခုခုလုပ်လိုက်တာပေါ့ loss function ပြောင်းလိုက်တယ်ဒါမှမဟုတ်ဒီ data set trainable ပြောင်းလိုက်တယ်အဲ့လိုမျိုးလေးပဲသွားတာမျိုးတွေတွေ့ဘူးတယ်ပေါ့ဟုတ်
တကယ် PhD LS ဆိုတောင်းမှာပေါ့နော် LS ဆိုမှစာတက်နေ PhD တက်နေကျောင်းသားရအောင်မှာဘယ်သူမှအစရတယ်ဘယ်သူမှအစပြီးတော့လည်းမျိုးမထွင်ဘူးပေါ့နော်ပုံမှန်ဆိုသူများတွေထွင်ခဲ့တဲ့ပုံမှာကွာနည်းနည်းလေးတွေ့ရမလားအဲ့လိုမျိုးနောက်တစ်ဆင့်ထပ်တွန့်လိုက်တာအဲ့လိုမျိုးသွားကြတာများတယ်ပုံမှန်ဆိုတော့ အဲ့ဒါတွေရတယ်အကုန်လုံးတင်ချပေါ်အခြေခံတာဆိုတင်ချတော်တော်ကောင်းမှအဆင်ပြေမယ်လို့ ဟုတ် ထ တယ် င် ဟုတ်တယ် ဟုတ်ကဲ့ အဲ့ဒါဆိုဒီကောင်အခုတင်နေတာကပြန်ထွင်ဖို့တက်စားလို့ရှိရင် background ဘယ်လိုတွားနေဆိုနားလဲကိုလို့ ဟုတ်တယ်အဓိကသဘောတရားဘယ်လိုလဲဆိုတော့ machine learning ဆိုတဲ့သဘောတရားဒီ flow ပဲသွားမှာပဲပုံမှန်ကလေအဲ့လိုဆိုအဲ့ဒါကြောင့် LS ကဒီအခြေခံအကြဆုံးຢာလေးပေါ့နော်ဒီခုန loss structure တို့ cost structure တို့ပြီးတော့ဒီ W နဲ့ DB ကိုဘယ်လိုမျိုး value လုပ်ပေးပါလဲပထမဆုံး0ပဲထားရမှာလား0 initialize လုပ်မှာလားဒါမှမဟုတ် random လုပ်ပြီးတော့ initialize လုပ်မှာလား heat initialize အများကြီးရှိတယ်ပေါ့နော်လူတွေအများကြီးအမျိုးမျိုးတို့ try ခဲ့ကြတာပေါ့အကောင်းဆုံးကသိရမလားလို့မျိုးအခုလက်ရှိမှာတော့ဒီဟာကတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုတာမျိုးလည်းရှိတယ်ကွာအဲ့လိုဆိုတော့ဒါရလူတွေအမျိုးမျိုး try ခဲ့ပြီးသားကွာကိုကြောက်တယ် machine learning လုပ်တာမဟုတ်ဘူးလေ research community ကိုရှိတာဖြစ်တဲ့အတွက်ဒီ W ကအစ W ကိုဘယ်လိုမျိုးငါ treat လုပ်ရမလဲပေါ့အဲ့ဒါအစလုံးမပေးပါအများကြီး bias ကိုဘယ်လိုမျိုးစပေးရမယ်ဆိုတာကပေးပါအများကြီးပေါ့နော်အဲ့လိုမျိုးရှိတယ် gradient design မှာသုံးပါလားတခြား learning algorithm ငါတို့ရှာသုံးလို့မရတော့ဘူးလားဆိုတော့အများကြီးရှိတယ်ဒီဟာလေးကတော့အဲ့လိုမျိုးသုံးရမယ် component သေးသေးလေးပေါ့နော်ဒီသေးသေးလေးစီမှာသူများရဲ့ method အမျိုးမျိုးနဲ့ try ခဲ့ကြတယ် method တွေလည်းအများကြီးရှိတယ်ဆိုတော့လေအခုချိန်မှာတော့ဒါကနည်းနည်းလောဘကြီးရဖြစ်သွားမယ်ပေါ့နော်အဲ့ဘက်တွေသွားမယ်ဆိုရင်ဒါပေမဲ့အဲ့လိုလေးရှိရဆိုရင်နည်းနည်း iron လေးတွေးထားပါတော့နော်အချိန်အဲ့ဒါအချိန်အများကြီးပေးရတယ်ဒီဘက် fee လေးလာဖို့ဆိုရင်လေအခြေခံလေးနဲ့ AI ဒါဆိုတည်တာပြဿနာမရှိဘူးကွာတကယ်ကိုကလုံးဝတစ်ထဲဝင်နေတယ်မှာသူများနဲ့စကားပြောနိုင်ဖို့ဆိုရင်ဒီပြဒီ probability တဲ့တော်တော်လေးပြန်လိုက်စားဖို့လို့လေဒါဖြစ်လို့လဲဆိုတော့ तू ကလေ let's say problem တခုကို solve မယ်ဆိုရင်ဒီ problem ကဘယ် probability distribution နဲ့ဝင်နေတာလဲဆိုအရင်ဆုံးစဉ်းစားရတယ်တိလားပုံမှန်ဆို normal distribution နဲ့သွားရဲဆိုရင်ဘယ်လိုမျိုးဟာတွေကဘယ်လိုမျိုး model တွေသုံးကြလဲပြီးတော့ paper လေးတစ်ခု share ပေးမယ်တိလား paper ဆိုတာတဲ့ article ပေါ့နော် तू က data scientist တယောက်အနေနဲ့ဆိုရင်တိထိုက်တယ်ကိုယ့်ရဲ့ distribution လေးပေါ့နော် normal distribution bear share distribution တော်တော်များလူတွေသိကြတယ် binomial တို့သူမှအဲ့လိုမျိုးပုံမူတည်ဘယ်လိုမျိုး machine learning algorithm တွေကနေပြီးတော့တိဆောက်ရတယ်လို့ဆိုတော့ model တိဆောက်တွေဆိုတာကအဲ့ဆိုတော့ distribution တွေကိုတွားပြီးတော့ compress လုပ်နေတာတိလား machine learning ကအမှန်ဆို compression method တစ်ခုပဲ information တွေအများကြီးရှိတဲ့ဟာကိုအဲ့ဆိုကဒီပုံပြောရမယ်ဆိုရင်ကွာ memorize မလုပ်ချင်ဘူးကွာ generalize လုပ်ချင်တဲ့ data တွေပုံမူတည်ပြီးတော့လေရှိတဲ့ data အားလုံး generalize လုပ်ချင်တယ်ဆိုတော့တနည်းနည်းသူ compression လုပ်ရတော့မယ်တိလားအဲ့တော့သူ့အတွက်အရေးကြီးဆုံးပါတဲ့ information ကအခုဆိုရင်ကွာအခု DW တို့ weight တို့ဆိုတာကလည်းပြော W ပေါ့နော်let's ပြောချင်တာ तू က okay ဒီ feature လေးက 0.1% ပါမယ်ဟို feature လေးက 0.1% ပါမယ်ပြောချင်တာအဲ့ဒါဆိုအဲ့ဒီ value ကဘယ်လောက်ကဘယ်လိုပိုင်ရပြီဆိုတာပြောလို့လိုက်ရှာနေတဲ့သဘောတရားလေးပေါ့နော်အဲ့လိုဆိုတော့ကိုယ့်အနေနဲ့ဒီ machine learning ဆိုတာကြီးကအမှန်ဆို real world ကိုငါ mathematical formula နဲ့ဘယ်လိုမျိုး represent လုပ်လဲလုပ်တဲ့ခါကျရင်ငါအတွက် information loss အနည်းဆုံးနဲ့ loss အနည်းဆုံးဆိုတာဘာလို့ပြောလဲဆိုတော့ခုနကဒီကိုယ့်ရဲ့အကျွဲ value နဲ့ကိုယ်ထွက်လာတဲ့ကိုယ့်ရဲ့ prediction မိုင်းရထွက်လာတဲ့ value နဲ့အနည်းဆက်ဆုံးဖြစ်တာမျိုးကိုပြောချင်တာပေါ့နော် information loss ကအနည်းဆုံးဖြစ်တဲ့ဟာမျိုးနဲ့ represent လုပ်လို့ရမလဲအဲ့ဒါမျိုးရှာနေရပဲအမှန်တော့ဒီ formula ကိုရှာနေရပဲကွာအဲ့ဆိုတော့အဲ့ဒါမျိုးတော့အဲ့ဒါပြောဒီ calculus လို့ရ distribution လို့ရအဲ့ဒါမျိုးပေါ့နော်ဒီ data science နဲ့ပတ်သက်သိချင်လေအဲ့ဒါလေးနေချပြလိုက်အောင်ရှိလို့ရှိမှာပါလက်စင်လုံးထုတ်တယ်မှာအဲ့ဒါပြောငနေ LSD ဆောင်းငက်ဖြေတုံးอ่ะဗောနော်အဲ့လိုဒီမှာ machine learning အဲ့လိုမျိုး course တွေမှာအဲ့လိုမေးကြတယ်ဗောနော်အခုကဘယ်လိုမျိုး distribution ဆိုရင်ဘယ်လိုမျိုး modeling လုပ်ကြမလဲဗောနော်အဲ့လိုမျိုးဒါကတော့ပို့ပြီးတော့ thinking back ပို့ရောက်တယ်ဗောနော် calculus ကိုပြန်လေးလာဖို့လို့လား ဘာတော့ကလဆိုအရင်နဲ့မသွားပါနဲ့သူလိုအပ်တဲ့ဟာတွေလောက်ပေါ့နော်ခုနဘာတွေလိုလဲဆိုတော့ chain rule လို့မမိသေးတာမသိဘူးလေဆိုဒီ partial differentiation တော့ဘာလို့လေအဲ့ဒါတွေပုံနည်းနည်းအရေးကြီးတယ်ပေါ့နော်အဲ့အရင်တိုင်းတော့မဟုတ်နည်းနည်းတိတိနဲ့အရာလေးလောက်ပဲ lesson နဲ့ပြောမှာပါဆိုတော့ဒီ distribution တွေကသူကအဓိကပေါ့နော်ဘယ်လိုမျိုး distribution ကို data ကိုပထမဆုံးကြည့်ရမှာကွာသူကEDA လို့ခေါ်တာ EDA အရှိဟောက်ပါလား exploratory data analysis ပေါ့နော်ကို data ရပြီဆိုတာနဲ့ modeling ကနောက်မှလာတာအင်ကောင်ဒီ data ကဘယ်လိုမျိုးလဲဆိုတော့ကိုလိုက်ပြီးလေ့လာဖို့လိုတယ်ပေါ့နော်လို့ဆိုတော့ကိုယ့်ရဲ့ data ကဘယ်လိုမျိုး distribution နဲ့ဝင်နေတာလဲအဲ့ဒါကိုလည်းနည်းကြည့်တတ်ဖို့လိုတယ်ပေါ့နော်ကိုကဘယ်လိုမျိုး problem solve မလဲအခုငါကဒါ normal distribution နဲ့ဆိုရင်ဘယ်လိုမျိုး data ကိုငါရှင်းသမျှပေါ့နော်အကလုံး well observe ဖြစ်တဲ့ data ကိုဖြစ်အောင်ငါဘယ်လိုမျိုး collect လုပ်မလဲအဲ့ဒါမျိုးတွေလည်းနည်းစဉ်းစားဖို့လိုတယ်ပေါ့နော် okay တွေ့ပြီအဲ့ဒါ link ရှာပေးနေတာအဲ့ဒါ link ပို့ပေးလိုက်မယ်စိတ်အဲ့ဒါ Telegram မှာလည်း share ပေးလိုက်မယ်ပေါ့နော် free okay free ဖတ်လို့ရတယ် okay အဲ့ဒါဒီမှာလည်း share ပေးလိုက်မယ် Telegram မှာလည်း share ပေးလိုက်မယ်နော်နောက်စိတ်ဝင်စားတယ်တွားကြည့်လို့ရမှာအမှန်ဆိုတော့ဒါ
အနေအကုန်အဖြစ်ဆုံး probability distribution တွေပေါ့နော်ကိုက data collect လုပ်ပြီးဆိုတာနဲ့ဒီ data တွေကတစ်ခုမှတစ်ခုနဲ့တော့ဝင်ရမှာပဲကွာတိတာအဲ့လိုဆိုတော့လေဘယ်လိုမျိုးဟာငါရဲ့ distribution တွေမှာဖြစ်နေတာဘယ်လိုမျိုးငါ collect လုပ်တဲ့ data တွေကဘယ်လိုမျိုး distribution နဲ့တော့ဝင်နေတာလဲဝင်နေငါဘယ်လိုမျိုးဟာကိုငါသုံးရမလဲပေါ့နော်အမှ image တွေတော့ပါအဲ့တော့လည်းဆောင်းမဖြေတော့လားမသိဘူးတော့ကြလို့ဆိုကြည့်ထားတာအဲ့ဒါလေးချက်ကြည့်အောင်ကြည့်ပေါ့နော်အမှတော်တော်ဒီကလည်းတော်လေးဖတ်လို့လည်းကောင်းတယ်ကွာအဲ့လိုမျိုးနားလေရတယ်လေလွယ်ပေါ့နော် LS attract ပြောပါတယ်လူတိုင်းတော်ဟိုဒီမှာဟုတ်မယ်ဒါပေမဲ့တော်တော်လေးတော့ဖတ်ပြီးတော့တော်တော်လေးရည်ကျင်သွားတယ်သူကလေတကယ်သူက data science မဟုတ်ဘူးဒါပေမဲ့ software developer ဒါပေမဲ့ data science တွေနဲ့စကားပြောတဲ့ခါကျရင်ကိုကပေါ့နော်ပြောမယ်လူမှန်းသူမှန်းဖြစ်အောင်လို့တည်ထိုက်တဲ့သူတို့လုံးတဲ့စကားလုံးလေးတွေသူကဟာတနော်ရေးထားတယ်တော်တော်လေးဖတ်လို့ကောင်းတယ် LS ဆိုတာလေ ပြော ကျွန်တော်ဒီ machine learning မှာတော့ data science ကတကယ်ဟိုဟာမရှိမဖြစ်အဲ့လိုလိုအပ်တဲ့ပုံစံမျိုးပါ အဲ့လိုလည်းမဟုတ်ဒီလားအရာအဲ့လိုသိစရာမလိုပါဘူးအဓိကတော့ LS ဆိုတာအခုဆိုရင်ကွာအခု for example ဆို cost တွေပါတွက်တဲ့ခါကျရင်ကွာ distribution တောင်းတည်ရဆိုရင်သူက distribution မှာအသုံးများတဲ့ဟာလေးတွေကပါလေနည်းတွေးတတ်အောင်ပေါ့အတွေးဝင်လာတာများတယ်အနည်းဆုံးတော့ဒီပုံမှန်ဆိုရင်လည်းဆိုဒီကျောင်းမှာ beginner course တွေဆိုရင်အနည်းဆုံးprobability density ဘယ်လိုတွက်တာလဲတို့ PDF တို့ probability mass ကိုဘယ်လိုတွက်တာအဲ့ဒီကောင်ကသိဖို့လိုတယ်ပေါ့နော်ဘယ်လိုလိုလဲဆိုတော့ကိုကဒီ model တွေကိုကိုက model လုပ်တဲ့ခါကျရင်ကိုအနေနဲ့ကိုဘယ်လိုမျိုးပေါ့နော်ဘယ်လိုခေါ်မလဲအကောင်းဆုံးဖြစ်အောင်ဘယ်လိုလဲဆိုတော့ကိုကတွက်တတ်ဖို့ပေါ့နော်အဲ့လိုမျိုးသူက bigger picture ကိုမြင်တတ်ဖို့လည်းအရေးကြီးတာဆိုတော့လေအဲ့လိုမျိုးအကြောက်ပါပဲဘာမှတော့မဟုတ်အခုပုံမှန်ဆိုရင်တချို့ဟာတွေဆိုရင်လည်းတို့ဒီ mass တွက်လို့မရဘူးသူမှအဲ့လိုမျိုးတခြား density ပဲတွက်လို့ရတာပေါ့အဲ့ဒါကြောင့်နည်းနည်းသင်ချာ statistical နဲ့ပိုရောက်တယ်ပေါ့နော် intro လောက်တော့ပြန်ပြီး recap လုပ်တာပို့ပြီးတော့လွယ်လိုက်မယ်လို့တော့ LS ထင်တယ် machine learning ကိုလေ့လာတဲ့အခါကျရင်လေအနည်းဆုံးအခြေခံ probability တွေပေါ့နော်ဒီလိုမျိုး density function ကပါလဲတို့ probability mass function ကပါလဲတို့အဲ့ဒါမျိုးတွေနည်းနည်းသိဖို့လိုတယ်သိလားဒါကတော့အခြေခံပေါ့နော်ဘယ်လိုသိဖို့လိုလဲဆိုတော့ modeling လုပ်တဲ့ခါကျရင်ဘယ် distribution ဆိုရင်ဘယ်လိုမျိုး information နဲ့ငါ့အတွက်အရေးကြီးဆုံးလဲဟိုမီးကအရေးကြီးတာလားဒါမှမဟုတ်လဲ mode ကအရေးကြီးတာအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါတွေကကို data ကိုကွာနည်းနည်းနားလေအောင်ဆက်စစ်တဲ့နေရာမှာလည်းအရေးပါတယ်လို့ကို model လုပ်တဲ့ခါကျရင်လည်းဘယ်လိုမျိုး design လုပ်မလဲပေါ့နော်အဲ့လိုမျိုးအခြေခံပြီးတော့အဲ့ဒါမျိုးတွေတွားကြတာများတယ်ပေါ့နော်အဲ့ဒါ data science ဆိုတာကလေအမှန်တမ်းပြောရင် machine learning နဲ့အတူတူပဲဒါပေမဲ့အခုမြန်မာနိုင်ငံမှာလည်းသတိထားမိသလား data science ဆိုရင်တို့ကဒီ data visualization ကိုပဲပြောနေကြတယ်လို့လည်းခံစားရတယ်သိလားတကယ်လက်တွေ့ machine learning ကိုသိပြီး inclusion မထည့်သလားလို့စိတ်ထဲမှာလေ ဟုတ်အစားအဆုံးမသိကြတော့မလို့ပေါ့နော်အဲ့ဒါအဓိကဘယ်လိုသွားလဲဆိုတော့ top down approach နဲ့သွားတယ်ဆိုတော့အခုချိန်မှာလဲဆိုတော့စီးသမျှ data အားလုံး mathematical formula အားလုံးလဲဆိုတော့မမိနိုင်တော့ဘူးဟုတ်တယ်ဟုတ်ပြီးတော့အချိန်နဲ့ရှိမှာမဟုတ်အဲ့ဒါအကုန်လုံးလိုက်လေ့လာဖို့လေလဲဆိုဘယ်လိုသွားမျိုးလဲဆိုတော့အခု logistic regression ကိုလဲကသိချင်ရင် okay သူနဲ့ပတ်သက်တဲ့ mathematical formula နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့ဒါနဲ့ဆိုင်တဲ့ဟာလေးလိုက်ပြီးတော့တင်းထိုက်တဲ့ဟာလေးပေါ့နော်ကိုလိုက်ပြီးတော့လိုက်ဖတ်တယ်ကွာအခု probability မှာလည်းဝင်ပါမယ် calculus မှာလည်းဝင်ပါမယ်အဲ့လိုမျိုးဟာလေးကိုနားလဲအောင်လို့ဒီပဲကိုဖတ်တော့တယ်ကွာရှိသမျှရအားလုံး recap ပြန်လုပ်မနေတော့အဲ့တော့ကိုယ့်ရဲ့ use case approach နဲ့သွားတယ်ကိုယ့်ရဲ့ model approach နဲ့သွားတာမျိုးများတယ်ပေါ့နော်အခုဆို LS ကလုပ်နေတာ SAS supervise နဲ့ပတ်သက်ပြီးလဲဆိုသိစိတ်ရေးနေတာပေါ့နော်အဲ့တော့ LS အနေနဲ့အခုချိန်မှာသိရတာဘာကိုသိဖို့အရေးကြီးဆုံးလဲဆိုတော့ခုနကဒီ loss တွေထဲမှာဒီ app 2တော့ဒီ loss တွေလည်းအရေးမပါတော့အရေးပါရဲ့တခြားပေါ့နော်ခုန cosine similarity လိုမျိုးအဲ့ဒါလည်းအခြေခံတွေပဲเนาะပြောချင်တာကလေအဲ့အခြေခံကိုပဲကိုကပြန်ပြီးတော့ပြန်ရှာဖတ်တယ်ပြန်နားလဲအောင်ပေါ့နော်ဘာကြောင့် cosine similarity တွက်ရတာလဲဘယ်သူကထွင်ခဲ့လို့ဘာ idea နဲ့ဘယ်လို intuition နဲ့သူတို့ကဘယ်လိုတွေတွက်ကြတာလဲအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါပြန်ပြီးတော့ရှာဖတ်တယ်ဒါကလည်းကိုအခြေခံတွေကိုပြန်ပြီး refresh လုပ်နေတာပဲကွာအခုချိန်မှာအဲ့ဒါကိုလည်းသိချင်လို့ဆိုပြီး course တစ်ခုလုံးသွားယူလိုက်ရမျိုးတော့ဟုတ်မနေဘူးပေါ့နော် specific area လေးတစ်ခုပဲတတိချာနဲ့ကိုနားလေအောင်ပေါ့နော်ဆိုတော့ကို memory လည်းရှိသေးတယ်ကိုအချိန်လည်းရှိသေးတယ်လေဟုတ်တယ်ဟုတ်လို့ဆိုတော့ကိုသိချင်တဲ့ဟာကို limit လုပ်ထားပေါ့နော် okay ငါကဒီချိန်မှာ regression နဲ့ပတ်သက်တာငါသိချင်တယ် okay regression မှာအခုလက်ရှိပေါ့နော်ဒီဟာပဲ let's use it အနေနဲ့ပြောပြနေတာ regression မှာငါဘယ် loss တွေသုံးသင့်လဲအဲ့ဒါတော့ပဲ question research လုပ်ကြည့်လိုက်ကွာ limit လုပ်ပြီးတော့မှသိရမှာ okay ဒီမှာL2 တော့သုံးမယ်ဒါမှမဟုတ် mean square error သုံးမယ်တခြားဘာ loss တွေရှိသေးတယ်သိရမှာအဲ့လိုမျိုး research လုပ်ပြီးတော့မှ okay L2 တော့ကဘာလို့ဘယ်လိုတွက်တာလဲသိရမှာဘာကြောင့်သူက make sense ဖြစ်နေရလဲ intuition လိုက်ပြီးတော့နားလဲအောင်လုပ်ပေါ့နော်ဒီနေရာမှာ intuition ဆိုတာဘာလဲဆိုတော့လေဒီ formula တွေကလေဖြစ်ကွက်စံဖြစ်လာတာမဟုတ်ကွာပြောရမှာဆိုဟုတ်တယ်ဟုတ်တယောက်ကတကယ် real world scenario ကိုသူတို့ observe လုပ်ပြီးတော့မှသူတို့ print ခဲ့ရတာဟာတွေကွာအဲ့လိုဆိုတော့ကိုယ့်အနေနဲ့ဒီဟာကိုသူတို့ဘယ်လိုအတွေးနဲ့သူတို့ print ခဲ့တာလဲဆိုတဲ့ idea ကိုပေါ့နော်ရအောင်လို့အကောင်လို့အခါကုန်မရရင်တော့မှကွာဒီမှာဆိုဒါ make sense ဘာလို့ဖြစ်လဲဆိုတော့ तू က distance မဲချာမလို့ make sense ဖြစ်နေတာကွာတကယ်ဒီ real world scenario မှာဆိုရင်ကွာ
အမားတစ်ခုဖြစ်လာပြီဆိုရင်ဒီအမားက correct လုပ်ချင်တယ်ဟုတ်တယ်ဟုတ်လို့ဆိုတော့ဒီဟာက correct ငါဘယ်လိုလုပ်လို့ရမယ်ဆိုတဲ့ဟာကို तू က license သားတယ်အမားကငါဘယ်လိုတိုင်းတာလို့ရမယ်ဟာကို license သားတယ်ကွာအဲ့လိုမျိုးအများကြီးသွားကြတာရှိတာဖြစ်တဲ့အတွက်ဒါတကယ် real use case မှာလည်း make sense ဖြစ်တယ် mathematically ကလည်း make sense ဖြစ်တယ်ကွာအဲ့လိုမျိုးတွေးတတ်မယ်ပေါ့နော်ဒါဆိုမြန်မာရဒီ formula ကိုပဲအလို့ကျက်ခဲ့တာများတာဘာဖြစ်နေလဲဆိုတော့ဒီ formula တွေကသူ့အတူအလိုလိုဖြစ်လာတာမဟုတ်ဘူးဆိုရင်အတွေးပြောက်သွားတယ်တည်ရမလား formula မြင်ငါကြောက်ရမယ်ငါအလုပ်ကျက်ရမယ်အဲ့အတွေးနဲ့ပြဿနာတက်နေအဲ့မဲ့ဆိုရင် formula တစ်ခုက तू ကသူ့မှာတကယ်ရိုးဘာသာစကားနဲ့ရှင်းပြလို့ရတဲ့ intuition နဲ့သူ့မှာရှိနေတယ်သူ့မှာသူ့ story နဲ့သူရှိနေတယ်ဒီလားအဲ့ဆိုအဲ့ဒါလေးကိုနည်းနည်းပေါ့နော်ကိုနည်းနည်းနားလဲအောင်ဘယ်လိုမျိုးငါလုပ်မလဲအတွေးပေါ့နော်ဒါကတော့အချင်းပိုကုန်တာပေါ့နော်ဒီတိုင်းမဲ့လွတ်ချက်တိုင်းပြီးသွားတယ်ကွာဒါပေမဲ့လေကွာ okay ဒီနေရာမှာဘာဖြစ်လို့ 1.2 ထည့်ရတဲ့ကိစ္စကတော့အဲ့ငါဘာကိုပြောတဲ့ကိစ္စကတော့သိရမလားဘာဖြစ်လို့ तू ကနေပြီး minus လုပ်ပြီး square တင်တဲ့ကိစ္စကတော့အဲ့သူ့မှာ reason တွေရှိရကွာ tick lesson သူကအဲ့လိုမျိုးလုပ်ထားတာမဟုတ်ဘာဖြစ်လို့ summation သုံးတာလဲဘာလို့ product မသုံးတာလဲအဲ့လိုမျိုး question တွေအများကြီးထုတ်လို့ရတယ်ကွာကိုထုတ်မယ်ဆိုရင်လေဒါပေမဲ့ကိုအဖြစ်လို့ခြင်းလေကိုတို့အချင်းပို့ပေးရတယ်လေကိုဆောင်ညပို့ဖတ်ရတယ်လေပေါ့နော်အဲ့ဒါတွေပါပဲ sorry ပါအဲ့ဒါနောက်တန်းတစ်ခုကူးရပါတော့မယ်တရားဆောက်ခေါ်ချင်ပေမဲ့လေနောက်တန်းတစ်ခုရှိရဆိုတော့လေ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဗျာ ကဲပါ အဲ့ အဲ့ ဒါ ဒါ ဆို နောက်ဆုံးတစ်ခုပြောမောင်လေး online လေ recording လည်းအံဖို့မမေ့နေသေးလားမနေ့ကကြာ recording မအံသွားလေအရှိကြီးဖြစ်သွားတယ်လို့ဖြစ်သွားတာသိလားနော် ဟုတ်ကဲ့ အဲ့ဒီ column ပြီးတော့ဆို recording နဲ့ပါအံလိုက်ပါလို့တစ်ချက်နော်အဲ့လိုဆိုရင် drive တဲ့ folder ထဲမှာ my recording folder ထဲမှာ recording တွေရှိနေမယ်နော်မောင်လေး YouTube မှာတင်ပါနော် ဟုတ်ကဲ့ ကဲပါအဲ့ဆိုရင်လည်းဆိုနောက်ပတ်ပြန်တွေ့ကြမယ်နော်အားလုံးလည်းကျေးဇူးတင်ပါတယ်မောင်လေးဖြိုးကိုလည်းအရင်ကျေးဇူးတင်ပါတယ်လို့ဆွေးနွေးရတဲ့အကိုစီသူကခုနအကိုမျိုးထင်တယ်အကိုလည်းကျေးဇူးတင်ပါတယ်တခြားလူလည်းဆွေးနွေးကြပါဆိုတော့အဲ့အမြင်ပြောတဲ့ခါကျရင်နဲ့ academic ဆန်ကောင်းလည်းစာနိုင်မယ်ပေါ့နော်ဒီဘက် academic နဲ့ပတ်သက်တဲ့လုပ်ညာဆိုတော့လေအဲ့လိုဆိုတော့ run ရဲ့ opinion က valuable ဖြစ်တယ်ပေါ့နော်လို့ဆိုတော့ကိုတွေးမှားတာတော့မှန်တာတော့မရှိဘူးတိလားတခါကျရင်ကိုမတူလိုက်မိတဲ့ point of view နောက်တစ်ယောက်ကတွေးဒါလေးကဒီလိုရှိပါလားဆိုတော့အတွေးဝင်ကောင်းဝင်လာနိုင်ကွာအဲ့လိုဆိုတော့ပြောတာပြောသေးတာအဓိကကို့အတွေးကိုအုံတော်တွေမှာခြံခဲ့နေသေးတာပြောရဲဖို့အရေးကြီးရဲ့ recording မကြလို့ပေါ့နော်ဆွေးနွေးတဲ့ဟာကို recording နဲ့မထည့်ချင်တဲ့ပြဿနာမရှိဘူး recording stop အရင်စောစောလုပ်လိုက်ရတယ်အဲ့ဒါလည်းပြဿနာမရှိဘူးဆိုတော့တခါကျရင်တို့ရှုပ်ရနည်းနည်းကြောက်ပြီးတော့တည်မလားrecording မှာငါတိုင်ပါသွားမယ်ဖြစ်မှာဆိုလို့ပေါ့နော်ပြဿနာမရှိဘူးရက်လိုက်သူရတယ်ဆွေးနွေးအဲ့လိုမျိုးဆွေးနွေးကြပါပေါ့နော်အဲ့ဒါပို့ပြီးတော့ကို့အတွက်လည်းကောင်းလို့သူများအတွက်လည်းပိုကောင်းတယ်ပေါ့နော်အဲ့ဒါလေးကညီကုန်းချုပ်ပဲပါတယ်လို့အားလုံးလည်း good night ပါ